တရားနာနဲ့ပတ်သက်လို့ပုဂ္ဂိုလ်၄မျိုးရှိပါတယ်အကျင့်တစ်ခေါက်နာယုံနဲ့တရားဓုရတဲ့ပုဂ္ဂိုလ်အကျင့်တစ်ခေါက်နာယုံနဲ့တရားဓုရတဲ့ပုဂ္ဂိုလ်အကျင့်ရောအကျေရောအထက်ထက်ခါခါနာအထက်ထက်ခါခါအားထုတ်ပြီးမှတရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်အကျင့်ရောအကျေရောတစ်ခေါက်ပဲနာနာအထက်ထက်ခါခါပဲနာနာဘာတရားဓုတရားမြတ်မရဘဲနဲ့တရားနာရတဲ့ကုသိုလ်တရားထုတ်ရတဲ့ကုသိုလ်လေးလောက်ပဲအဖက်တင်ကြံရတဲ့ပုဂ္ဂိုလ်လို့ပုဂ္ဂိုလ်၄မျိုးရှိပါတယ်ဒါပါဠိလိုအများသိတဲ့အတိုင်းပြောတော့ဥက္ကတိတင်ကြီးပုဂ္ဂိုလ်ဝိပင်စီတင်ကြီးပုဂ္ဂိုလ်နေယပုဂ္ဂိုလ်ဗဒ္ဓပရမပုဂ္ဂိုလ်ပေါ့အကျင့်တစ်ခေါက်နာယုံနဲ့တရားဓုရတဲ့ပုဂ္ဂိုလ်အကျင့်တစ်ခေါက်နာယုံနဲ့တရားဓုရတဲ့ပုဂ္ဂိုလ်ကတော့အခုခေတ်မှာမရှိတော့ပါဘူးမြတ်စွာဘုရားတတ်တော်တရားရှိတဲ့လက်ထက်မှာပဲရှိပါတယ်တရားဓုရတဲ့အထိမရောက်ပေမဲ့အကျင့်တစ်ခေါက်နာလိုက်ယုံနဲ့သရတရားဖြစ်သွားတဲ့ပုဂ္ဂိုလ်တန်ဝေကဉာဏ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တော့ရှိနိုင်တာပေါ့တက္ကထာတုတ်တန်နာလိုက်ယုံနဲ့တရားဓုတရားနဲ့ချက်ချင်းရသွားတဲ့ပုဂ္ဂိုလ်တော့ဒီခေတ်မှာမရှိနိုင်တော့ဘူးဒီခေတ်မှာရှိနိုင်တာကနေယပုဂ္ဂိုလ်ရဲ့ဗဒ္ဓပရမပုဂ္ဂိုလ်ရဲ့ဘာပုဂ္ဂိုလ်နဲ့ဘာပုဂ္ဂိုလ်လဲနေယပုဂ္ဂိုလ်ဆိုတာကနာထားပြီးသားတပုဂ္ဂိုလ်ထက်ကပြန်နာထက်ကပြန်နှလုံးသွင်းအဲ့ဒီနာထားတဲ့တပုတ်ထဲကအတိုင်းထက်ကကြင်ကြံကြုတ်ကိုအားထုတ်လို့တရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်လေတပုတ်ထဲမဟုတ်ပေမဲ့အပုတ်ပေါင်းများစွာကိုထက်ကနာထက်ကကြံစည်စဉ်းစားထက်ကကြင်ကြံအားထုတ်မှတရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်ထက်ကဆိုတဲ့နေရာမှာတပုတ်ထဲကိုပဲထက်ကနာထက်ကနှလုံးသွင်းတာလေပါတယ်အပုတ်ပေါင်းများစွာကိုထက်ကနာထက်ကနှလုံးသွင်းတာလေပါတယ်ဗဒ္ဓပရမပုဂ္ဂိုလ်ဆိုတာဗဒ္ဓဆိုတာကပုတ်ပေါ့လေပရမဆိုတာကအလွန်ဆုံးရှိတယ်တရားနာတယ်နာလိုက်တဲ့တရားစကားလုံးတွေပဲအခုမထည့်နဲ့နော်နာထားတဲ့တရားစကားလုံးလေးပဲအလွန်ဆုံးရှိတဲ့ပုဂ္ဂိုလ်နာရတဲ့ကုသိုလ်လေးလောက်ပဲရတယ်အားထုတ်ရတဲ့ကုသိုလ်လေးလောက်ပဲရတယ်သေသွားတဲ့ဗာတရားဓုမှတော့မရလိုက်ဘူးအဲ့ဒါကြတော့ဗဒ္ဓပရမပုဂ္ဂိုလ်တရားရည်နာအဟောင်းကိုပြန်နာရတော့ဒီတရားကြီးကအဟောင်းပဲနာရတာပေါ့ပြပြကြီးနဲ့စိတ်ဝင်စားစရာမရှိဘူးလို့ကိုယ်စိတ်ထဲမှာခံစားရတယ်ဆိုရင်ကိုနေယပုဂ္ဂိုလ်လားဗဒ္ဓပရမပုဂ္ဂိုလ်လားတွက်ချက်ကြည့်မယ်ဆိုရင်ဘယ်ထဲပါနိုင်လို့ဗဒ္ဓပရမပုဂ္ဂိုလ်ပဲဖြစ်ဖို့များတယ်အမှန်ကအဟောင်းပဲအဟောင်းကိုလည်းအသစ်လိုပဲစိတ်ထဲမှာခံစားပြီးနာနိုင်ရမယ်အသစ်ကိုလည်းအသစ်လိုပဲခံစားပြီးနာနိုင်ရမယ်တကယ်တမ်းကျတော့တရားကဟောင်းတယ်ဆိုတာမရှိပါဘူးတတင်္စဓမ္မောနာဇရံဥပိတိသူတော်ကောင်းတရားဆိုတာဘယ်တော့မှမဟောင်းဘူးတဲ့ကိုယ်စိတ်ထဲမှာဒါကြီးကနာဘူးပြီးတိုင်းမလို့အဟောင်းကြီးပါဆိုပြီးတော့တရားစကလုံးတိုင်းတရားအဓိပ္ပာယ်တိုင်းမှာစိတ်ဝင်စားမှုမရှိဘူးဆိုရင်တရားနဲ့ဝေးလို့ပဲအဲ့တော့ပွဲတိုင်းလိုက်နာတဲ့ပုဂ္ဂိုလ်တွေအနေနဲ့အသက်တွေကြီးပဲနာကျင်တာကတော့သူတို့ဘက်ကကြည့်ရင်မှန်ပါတယ်ပွဲတိုင်းလိုက်နာလိုက်တိုင်းအသက်ကလေးပဲဖြစ်ချင်တာပေါ့တချို့တရားဝဲစီစဉ်တဲ့ပုဂ္ဂိုလ်တွေကလည်းတပည့်တော်တို့တရားဝဲမှာအသက်ဟောပါလို့ရှောက်တဲ့သူတွေလည်းရှိတယ်တရားဝဲတွေလိုက်နာတော့ပွဲတိုင်းလိုက်နာတော့တခြားတရားဝဲမှာဟောထားပြီးသားတရားကိုတရားဝဲမှာမဟောစီခြင်းဘူးတခြားရက်ကွက်မှာဟောထားပြီးသားတရားကိုရက်ကွက်မှာမဟောစီခြင်းဘူးသူဘက်ကကြည့်လို့ရှိရင်လည်းမှန်တာပါပဲသူနာပြီးသားတရားဆိုတော့သူပြန်မနာခြင်းတော့ဘူးပေါ့ဒါပေမဲ့တရားဝဲတစ်ခုဓမ္မဒါနအလှူပေးတဲ့အနေနဲ့တရားအလှူပေးတဲ့အနေနဲ့ဆင်ရင်ကျင်းပါတယ်ဆိုတာတရားဝဲစီစဉ်သူဝဲနာဖို့လားတရားနာပိဋကအများနာဖို့လားတရားနာပိဋကအများနာဖို့ကိုနာပိဋပြီမဲ့ပိဋထက်ကမနာသေးတဲ့လူတွေအများကြီးရှိတယ်နေရချင်းမတူဘူးပိဋချင်းမတူဘူးဆိုတာကိုနားလည်သဘောပေါက်ရမယ်နေရချင်းမတူတဲ့အတွက်ပိဋချင်းလည်းမတူဘူးပိဋဥယျာဉ်ချင်းတူတယ်ထားကံမြင့်မှာတော့ကလည်းပိဋ1000တိတိရှိတယ်ထားခုဘိုးချုံမှာလည်းပိဋ1000တိတိရှိတယ်ထားဟိုက1000နဲ့ဒီက1000နဲ့တူရဲ့လားမတူဘူးဟို1000နဲ့ကပါတယ်ဒီမှာပါတယ်လို့လည်းရှိချင်းရှိမယ်10ယောက်လောက်ပဲရှိချင်းရှိမယ်အလွန်ဆုံးအယောက်20ပါပဲအယောက်20တဲ့ပိုးလိမ့်မယ်မထင်ဘူးအယောက်20တိတိရှိတယ်ပဲထောင်းတော့980ကတော့လုံးဝကိုမနာရသေးတာပဲဒီတော့တရားတစ်ပုဒ်သေးကိုနေရာအနှံ့ပုဂ္ဂိုလ်အနှံ့ပြန့်သွားအောင်နေရာအနှံ့မန္တအနှံ့မှာဟောသင့်ပါတယ်အဲ့ဒါဆိုတော့တရားဝဲစီစဉ်တဲ့သူတွေအနေနဲ့လည်းအသက်ဟောပါလို့ရှောက်ဖို့လိုသေးလားကဲမလိုရင်လည်းမလျှောက်ကြနဲ့တော့နော်
တရားတစ်ပုဒ်ကိုနာတဲ့နေရာမှာနာတဲ့ကိစ္စဘယ်တော့မှပြီးဆုံးတယ်လဲဆိုရင်ယဟန္တာဖြစ်မှပြီးဆုံးတာဘယ်တရားအပုဒ်ပဲဖြစ်ဖြစ်တပုဒ်တရားအပုဒ်တိုင်းဟာယဟန္တာဖြစ်တဲ့အထိဟောထားတာကြီးပဲအချိန်ကန့်သတ်နဲ့ဟောရတဲ့အတွက်ကြောင့်ပုရိသေဘောကနေသောတပန်ဘလူတက်သွားတယ်သောတပန်ကနေတက္ကရာကံဘလူတက်တယ်တက္ကရာကံကနေအနာဂံဘလူတက်တယ်အနာဂံကနေယဟန္တာဘလူတက်တယ်တခုချင်းအသေးစိတ်တော့ပြောချင်မှပြောမယ်ပြောပြီးမဲ့ကိုညာနဲ့ကိုချဲ့ထွင်ပြီးသိရမှာကတရားအပုဒ်တိုင်းရဲ့လမ်းဆုံးပန်းတိုင်းဟာအရဟတ်တဖို့ပုဂ္ဂိုလ်နဲ့ပြောရင်တော့ယဟန္တာဖြစ်မှကိုနာထားတဲ့တရားတစ်ပုဒ်နဲ့ပတ်သက်တဲ့လုပ်ငန်းကိစ္စပြီးပါတယ်အသစ်ဟောပါအသစ်ပဲနာကျင်တယ်လို့တောင်းထားတဲ့ပုဂ္ဂိုလ်အနေနဲ့ကိုနာပြီးသားတရားနဲ့ပတ်သက်တဲ့လုပ်ငန်းကိစ္စတွေအကုန်လုပ်ပြီးပြီလားလို့ပြန်မေးကြည့်ယဟန္တာမဖြစ်သေးဘူးဆိုတော့ကိုနာထားတဲ့တရားတစ်ပုဒ်ရဲ့လုပ်ငန်းကိစ္စပြီးပြီလားမပြီးသေးဘူးအကျဉ်တစ်ခေါက်နာယုံနဲ့တရားဓုရတဲ့ပုဂ္ဂိုလ်အကျယ်တစ်ခေါက်နာယုံနဲ့တရားဓုရတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်နှမျိုးကတော့အခုသာသနာနောက်ပိုင်းကာလမှာမရှိတော့ပါဘူးထက်ကနာထက်ကကျင့်ပြီးတော့တရားဓုရမယ်ပုဂ္ဂိုလ်ရဲ့နာတဲ့ကုသိုလ်ကျင့်တဲ့ကုသိုလ်လောက်ပဲရပြီးတော့ဘာတရားဓုမှမရတော့ပဲသိသွားမယ်ပုဂ္ဂိုလ်ရဲ့လို့ပုဂ္ဂိုလ်နှမျိုးမျက်မှောက်ခင်မှာရနိုင်ပါတယ်ထက်ကနာထက်ကကြင့်ပြီးတရားဓုရမယ်ပုဂ္ဂိုလ်ကတော့အဟောင်းလေးပြန်နာရလဲအခုမှအတ္တကလေးပြန်နာရတယ်လို့ပဲစကလုံးတစ်လုံးချင်းမှာတကယ်တမာတိစူးစိုက်ပြီးတော့နာယူတယ်ဆိုရင်တရားကဟောင်းတယ်ဆိုတာရှိကိုမရှိဘူးတရားတစ်ပုဒ်ထဲကိုပဲမနှစ်ကနာတာနဲ့ဒီနှစ်နာတာမတူပါဘူးပြီးကြတဲ့လကနာတာနဲ့ဒီလနာတာမတူဘူးမနေ့ကနာတာနဲ့ဒီနေ့နာတာမတူဘူးဒီတစ်ပုဒ်ထဲပဲဒီစကလုံးတွေကြီးပဲရှေ့တစ်ခေါက်နာတော့ကထက်နောက်တစ်ခေါက်နာတော့ဉာဏ်တစ်မျိုးပွင့်တယ်သရတစ်မျိုးတိုးတယ်ဒါနနဲ့ပတ်သက်လို့လူတိုင်းကြားဘူးနေတာပဲလှူလို့ရှိရင်ချမ်းသာတယ်ဘလို့လှူတဲ့နေပါညာဒါပေမဲ့လို့ဒါနနဲ့ပတ်သက်တဲ့တရားလေးတစ်ပုဒ်စိတ်ဝင်စားဖွယ်ဖြစ်အောင်ကျင့်တတ်ဖွယ်ဖြစ်အောင်ရှင်းပြထားတာလေးနားလိုက်ရတဲ့ဆိုရင်ဒါနပြုခြင်းနဲ့တရားတွေထပ်ပြီးတော့မတူဘူးလားတူတာပဲဝိပဿနာရှုမှတ်နည်းနဲ့ပတ်သက်လို့လည်းဘယ်သူမှဆိုဒီရွယ်ရောက်နေမှာတော့ဟိုပွဲနာဒီပွဲနာဟိုဆရာတော်ဟောရနာဒီဆရာတော်ဟောရနာနဲ့သိနေတာကြီးပါပဲသိနေပြီမဲ့နာလိုက်တဲ့အခါကျတော့တရားအထုတ်ခြင်းနဲ့စိတ်တွေလည်းပိုထက်သန်လာတယ်တရားအထုတ်တဲ့နေရာမှာမှားယွင်းနေတာလေးတွေရှိရင်လည်းပြုပြင်ဖြစ်သွားတယ်လူအများစုရဲ့သဘာဝကမီဝေချိတ်မာတဲ့ဗါတဲ့တော့ချိတ်တွေကမီးနဲ့ချိတ်နေတော့မပြော့ဘူးလားမီးလည်းဝေးတော့ရချိတ်ကပြန်မာမသွားဘူးလားမာတယ်လူရဲ့စိတ်ကလည်းချိတ်နဲ့တူတယ်တရားနာတာနဲ့ဝေးသွားပြီဆိုရင်စိတ်ကမာမသွားဘူးလားမာသွားတယ်ဆိုတာတရားအယုံနဲ့ကျင်းသွားတာကုသိုလ်ကောင်းမှုတွေမေ့သွားတာမေ့တယ်ဆိုတာကတစ်နှစ်တစ်ခါလောက်တာမျိုးကိုမဆိုလိုဘူးပေါ့နော်စက္ကန့်တိုင်းလောက်ကိုမေ့နေတာမျိုးဒါကြောင့်တရားများနာဖို့အရေးကြီးပါတယ်တရားအပုပ်ရည်များနာနိုင်သမျှနာရပါမယ်ဒါပေမဲ့တပုတ်နာလည်းရပါတယ်တရားကိုတပုတ်နာလည်းရပါတယ်ဒါပေမဲ့အပုပ်ရည်များနိုင်သမျှများနာရပါမယ်စကား2ရက်နော်တဝင်းပန်လည်းလှပါတယ်ဆိုတာပန်းတယ်ဆိုတာကလှခြင်းလို့ပန်ကြတာပဲတချို့ကတပွင့်ပန်ယုံနဲ့လှတယ်တချို့က2ပွင့်3ပွင့်ပန်မှလှတယ်တချို့ကအပွင့်နေအများကြီးပန်မှလှတယ်အခုတရားနာပိဋကဘယ်နှပွင့်ပန်ပြီးလှကြတာတော့တပွင့်ပန်ပြီးလှကြတာဆိုတော့သဇင်ပန်းမပန်နဲ့တော့ကဲသဇင်ပန်းတပွင့်နဲ့ပန်လို့လှပါမလားမလှဘူးသဇင်ပန်းတစ်ခက်ဆွင်ကိုပဲအပွင့်က15ပွင့်အပွင့်20ပါတာတချို့အခက်ဆွင်ကိုအပွင့်30လောက်ပါတာပေါ့တပွင့်ဆိုတော့လက်သေးကုန်းလောက်သေးလေးပန်လို့လှပါမလားမလှဘူးပန်းအမျိုးစားပေါ်မူတည်ပြီးတော့လေကွဲပြားပါတယ်ပန်းသူရဲ့ဆန္ဒပေါ်မူတည်ပြီးတော့လေကွဲပြားပါတယ်ခုနသဇင်ပန်းလို့ပန်းမျိုးကြတော့တဝက်နဲ့ပန်းယုံနဲ့မလှဘူးတစ်ခက်သေးပန်းယုံနဲ့လည်းမလှဘူးအခက်ပေါင်းများစွာပန်းမှာလှတာတချို့ကြတော့လေတဝက်နဲ့ပန်းယုံနဲ့လှတဲ့ပန်းနှင်းစီပန်းလို့တဝက်နဲ့ပန်းယုံနဲ့လှပြီးမသူက2ပွင့်လောက်ပန်းခြင်းနဲ့3ပွင့်လောက်ပန်းခြင်းနဲ့ဒါပန်းသူရဲ့ဆန္ဒပေါ်မူတည်ပြီးတော့လေပန်းအပွင့်ကြီးကွဲပြားသွားပါတယ်တပွင့်ပန်လဲလှပါတယ်ဆိုတဲ့စကားရဲ့နောက်ွယ်မှာပြောချင်တာကတပုတ်နာလဲရပါတယ်တရားတစ်ပုတ်ကိုနာယုံနဲ့လေတရားဓုပြည့်မြဲရနိုင်တယ်လို့ပြောတာတပွင့်ပန်ဆိုတော့ဦးဇင်းတို့ခလေးဝါကလေးကရေဒီယိုမှာအများအားလာနေတဲ့တပွင့်ပန်သချင်းကလည်းမရှိဘူးလားအဲ့ဒီမှာနောက်ဆုံးစာသားလေးကတပွင့်သာပိုင်ပန်ခြင်းတယ်တဲ့တကယ်တပွင့်ကိုဘလို့ပိုင်ပန်မှာတော့ပိုင်ပန်ရမှာတပွင့်သာပိုင်ပန်ခြင်းနဲ့တပွင့်ကိုပိုင်ပန်မှုအရေးကြီးတယ်အဲ့ဒီလိုပဲတပုတ်နာလဲရပါတယ်ဆိုတဲ့နေရာမှာအဲ့ဒီတပုတ်ကိုဘလို့နာမှာလဲပိုင်နာရမှာနိုင်နာရမှာ
ခိုင်ခိုင်နာရမှာလှိုင်လှိုင်နာရမှာပိုင်ပိုင်လဲနာနိုင်နိုင်လဲနာခိုင်ခိုင်လဲနာလှိုင်လှိုင်လဲနာအဓိပ္ပာယ်သိတယ်နော်ပိုင်လဲပိုင်ရမယ်နိုင်လဲနိုင်ရမယ်ခိုင်လဲခိုင်မယ်လှိုင်ရမယ်ဆိုတာကထက်ကထက်ကနာလို့ဆိုတာလှိုင်နေတာပဲဟာသတိတွေထွက်လိုက်တာလှိုင်နေတာပဲပန်းနေပွန့်လိုက်တာလှိုင်နေတာပဲဆိုတာအများကြီးပေါ့အဲ့ဒီတပုတ်ထဲကိုပဲလှိုင်လိုက်နာတယ်ဆိုတာထက်ကထက်ကနာအဲ့ဒီလိုနာအဓိပ္ပာယ်ကိုလည်းသိအောင်ကြိုးစားအဲ့ဒီအဓိပ္ပာယ်ကညွှန်ကြားတဲ့လမ်းစဉ်တွေအတိုင်းလေကြင်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်တပုတ်နာလေရပါတယ်ဒါဖြင့်တခါကြီးဦးသိန်းဝင်းနောက်နှစ်မပင့်နဲ့တော့ပေါ့နော်တပုတ်နာလေရတယ်ဆိုလှမ်းလိုက်နာမယ်ဆိုတော့လေတပုတ်ထဲပဲထက်ကထက်ကဖွင့်ဖို့အဲ့တော့စကားလေးနှစ်ရက်ပြောချင်ပါတယ်တပုတ်နာလေရပါတယ်ဒါပေမဲ့အပုတ်ကြီးများနေသမျှများများနာပါဒါကစကားတစ်ရက်နောက်စကားတစ်ရက်ကအပုတ်ကြီးများများနာနေသမျှနာပါဒါပေမဲ့တပုတ်နာလေရပါတယ်အဲ့ဒီစကားနှစ်ရက်ရဲ့အထိပ္ပယ်ကိုကိုယ်တိုင်နဖူးပေါ်လက်တင်လက်ပေါ်နဖူးတင်ပြီးတော့သေသေးချာချာစဉ်းစားပြီးတော့တပုတ်နာလေရပါတယ်ဆိုပြီးတော့တော်ပြီတရားတပုတ်နာပြီးပြီငါတစ်သက်လုံးမနာတော့ဘူးဆိုပြီးတော့အဲ့ဒီလိုတရားနာတဲ့လူကိုဆွန့်လွတ်ပြရမှာလေမဟုတ်ဘူးနာရမှာပဲဒါပေမဲ့နာတဲ့အတိုင်းဘာလို့ဖို့ရည်ကြီးလဲကျင့်မှုအရေးကြီးတယ်တပုတ်နာလေရပါတယ်ဆိုတာကျင့်မှုရည်ရွယ်ချက်နဲ့ကျင့်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့ပြောတာပါဒါကြောင့်ဆိုလိုက်ပါတတိဉာဏ်ရှင်စိတ်မြင့်လျင်ပူပင်ငြိမ်အေးသည်တတိဉာဏ်ရှင်စိတ်မြင့်လျင်ပူပင်ငြိမ်အေးသည်သုံးခေါက်ဆိုတဝင့်ပံလေလှပါတယ်တပုတ်နာလေရပါတယ်မြတ်စွာဘုရားရှင်လက်ထက်တုန်းကတာဝိထိမြို့နယ်မဏိမဝေတောအုပ်တစ်ခုမှာမထေရမြတ်တစ်ပါးသတင်းသုံးတယ်တပါးတွေတောင်းရဆောက်တီးပြီးတော့တရားအားထုတ်နေတယ်တယောက်တည်းနေတစ်စိတ်ထဲထားဆိုတဲ့လမ်းညွှန်ချက်နဲ့အညီတရားဘာဝနာအားထုတ်နေတယ်အဲ့ဒီမထေရမြတ်ကပရိယတ္တိနဲ့ပတ်သက်လို့ဂါထာတစ်ပုဒ်ပဲရပါတယ်မြတ်စွာဘုရားရှင်စီကဂါထာတစ်ပုဒ်ပဲသင်ကြားထားတယ်အဲ့ဒီဂါထာတစ်ပုဒ်ကိုပဲနှုတ်တဲ့အာဂုံဆောင်ထားတယ်တော်တဲ့ရောက်တော့လေအဲ့ဒီဂါထာတစ်ပုဒ်ကလေးကိုပဲထပ်ခါရွတ်တစ်ပုဒ်ချင်းတစ်ပုဒ်ချင်းတစ်လုံးချင်းတစ်လုံးချင်းအဓိပ္ပာယ်လေးစဉ်းစားဆင်ခြင်ကိုယ်သဘောပေါက်တဲ့အတိုင်းကျင့်ကြံအားထုတ်တဂါထာပဲရွတ်တဂါထာပဲအဓိပ္ပာယ်စဉ်းစားအဲ့ဒီတဂါထာအတိုင်းပဲကျင့်အဲ့ဒီလိုကျင့်လိုက်တာသိမကြခင်မှာပဲယဟန္တာဖြစ်သွားတယ်ယဟန္တာမဖြစ်ခင်မှာရောယဟန္တာဖြစ်ပြီးတဲ့နောက်ပိုင်းမှာရောဥပုံနေ့ရောက်တိုင်းနတ်တွေကိုတရားနာလို့တဲ့နတ်တွေကိုပင်ဖိပြီးတော့တရားဟောတယ်ဟောတော့လေသူရထားတဲ့ဂါထာတစ်ပုဒ်ကိုပဲဟောပါတယ်အဲ့ဒီဂါထာကိုဟောပြီးတိုင်းတရားနာလာကြတဲ့နတ်မြမာတွေဒီတောတောင်ထဲမှာရှိကြတဲ့တောဆောင်နဲ့တောင်ဆောင်နဲ့တီရုပ်ခစုဘုံမစိုးနဲ့တီနတ်မြမာတွေတာရုခေါ်လိုက်ကြတာတော်လုံးပစ်တင်ထပ်သွားတာပဲမြေပြိုသလားတောင်ထင်ရတဲ့ဂါထာလေးတစ်ပုဒ်ဟောလိုက်တာနဲ့နတ်တွေတာရုခေါ်ရတာနောက်တစ်ပတ်လာလေဒီတဂါထာပဲနောက်တစ်ပတ်လာလေဒီတဂါထာပဲတစ်လကိုဘယ်နှကြိမ်ဟောတော့တပတ်တစ်ကြိမ်ဆိုတော့လေတစ်လကို၄ကြိမ်ဟောတယ်၄ပုဒ်လားတစ်ပုဒ်ထဲလားတစ်ပုဒ်ထဲပဲအပြုတ်နှွဲတာတစ်ပုဒ်ထဲနဲ့အပြုတ်နှွဲလိုက်တာသူလည်းပဲယဟန္တာဖြစ်တယ်ဒီတရားနာရတဲ့နတ်သမารီလည်းတရားဥဒိယမြတ်တွေရကြတာပဲဒီတစ်ပုဒ်ဒီတဂါထာတကုတ်ပဲကြည်ညိုလွန်းလို့နတ်တိမြမာတွေကလည်းဒီဂါထာလေးရွတ်လို့ဆုံးပြီဆိုတာနဲ့တာရုတွေခေါ်လိုက်ကြတာအကြီးအကျယ်ပဲအဲ့ဒီဂါထာရဲ့ဂါထာကတော့အဓိစေတသောအပမစ္ဆတောမုဏိနောမောနပတိတုသိက္ခတောသောကာနဘဝန္တိတာတိနောဥပတန္တတသဒ္ဓတတိမတောကိုယ့်ဘာသာကိုရွတ်ဆိုစဉ်းစားတဲ့အခါမှာတော့ရိုးရိုးပဲပေါ့နတ်မြမာတိရှိဟောလို့ရှိရင်တော့အတန်နေအတန်သားနဲ့တရပညာပေါ့လေတာယာနတ်တော်ဝေဖြစ်အောင်ရွတ်မှာပေါ့အဲ့ဒီဂါထာတစ်ပုဒ်ထဲကိုပဲရွတ်တယ်အဲ့ဒီဂါထာတစ်ပုဒ်ရဲ့အဓိပ္ပာယ်ပဲစဉ်းစားတယ်အဲ့ဒီဂါထာတစ်ပုဒ်တိုင်းပဲကျင့်တယ်ယဟန္တာဖြစ်တယ်တရားဟောတယ်လေဒီတစ်ပုဒ်ပဲဟောပါတယ်အဓိစေတသောတစ်ပုဒ်ချင်းအကျဉ်းချင်းလေးကြည့်ကြတာပေါ့အဓိစေတသောလွန်ကဲတဲ့စိတ်ရှိရမယ်တဲ့တာမန်ချက်လွန်ကဲတဲ့စိတ်ရှိရမယ်ဆိုလိုတာကတော့အစစ်မြင့်စိတ်ရှိရမယ်
စိတ်ကနှမျိုးရှိတယ်တာမန်စိတ်ရဲ့အစင်မြင်စိတ်ရဲ့တာမန်စိတ်ဆိုတာကကိုလုပ်တဲ့အလုပ်ကိုအလုပ်ပြီးရောဆိုတဲ့သဘောမျိုးထားရှိတဲ့စိတ်ဟာတာမန်စိတ်ပဲအလုပ်ကိုပြီးရောလုပ်တဲ့စိတ်ဟာတာမန်စိတ်ပဲအစင်မြင်စိတ်ဆိုတာကကိုလုပ်တဲ့အလုပ်ကိုအည်အသွေးအကောင်းဆုံးဖြစ်အောင်လုပ်တဲ့စိတ်လက်သမားပယံမြင်ဖြစ်စီကိုလုပ်တဲ့အလုပ်ကလေးကိုတတ်တတ်ရရနဲ့အည်အသွေးအကောင်းဆုံးဖြစ်အောင်လုပ်တယ်အဲ့ဒါအစင်မြင်စိတ်ပဲသိမ်းပေါင်းများစွာချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေပေမဲ့ကိုယ့်အတွက်အကျိုးမြတ်ရရင်ပြီးရောကိုယ့်အလုပ်ရဲ့အည်သွေးကိုအကောင်းဆုံးဖြစ်အောင်မလုပ်ဘူးလျှော့နိုင်တယ်များလျှော့တယ်ညံ့နိုင်တယ်များညံ့အောင်လုပ်တယ်အဲ့ဒါဆိုရင်တော့တာမန်စိတ်နဲ့အလုပ်လုပ်နေတာပဲစိတ်ကိုမူတည်ပြီးတော့လူကလည်းနှမျိုးရှိတာပေါ့တာမန်လူရဲ့အစင်မြင့်လူရဲ့တာမန်စိတ်နဲ့အလုပ်လုပ်နေရင်တာမန်လူပေါ့အစင်မြင့်စိတ်နဲ့အလုပ်လုပ်နေရင်အစင်မြင့်လူကြီးကျယ်ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးငွေပေါင်းသိန်းပေါင်းရာထောင်တောင်းသိန်းနဲ့ချီးပြီးတော့ကင်လုံးရတဲ့လုပ်ငန်းပိုင်ရှင်ကြီးဖြစ်ပေမဲ့အလုပ်ကိုရည်သွေးကောင်းအောင်မလုပ်ဘူးဆိုရင်တာမန်လူပဲပစ္စည်းဥစ္စာအပြင်ဘလောက်အစင်တန်းမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်နေပါစေယာတုအာနာအပြင်ဘလောက်အစင်တန်းမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်နေပါစေကိုလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုအရည်သွေးအကောင်းဆုံးဖြစ်အောင်မလုပ်ဘူးဆိုရင်တာမန်လူပဲပတ်စံချမ်းသာကြတဲ့လောက်ချမ်းသာယာတုအာနာရှိကြတဲ့လောက်ရှိအခြေခံလူတန်းစားလေးလက်သမားအလုပ်လုပ်တယ်ပင်အလုပ်လုပ်တယ်စိုက်ကားနင်းနေဒါပေမဲ့ကိုလုပ်တဲ့အလုပ်ကလေးကိုအရည်သွေးအကောင်းဆုံးဖြစ်အောင်လုပ်နေတယ်ဆိုရင်အဆင့်မြင့်လူပဲအပေါ်ယံကိုကြည့်ပြီးတော့တာမန်လူအဆင့်မြင့်လူလို့သတ်မှတ်လို့မရဘူးသူ့ရဲ့စိတ်ကိုကြည့်ပြီးတော့ပဲတာမန်လူအဆင့်မြင့်လူလို့သတ်မှတ်လို့ရတယ်အဋ္ဌိစိတ်တော်တာမန်ထက်လွန်ခဲ့တဲ့စိတ်အဆင့်မြင့်စိတ်ရှိရမယ်ဒါကလောကီလောကုတ္တရာနှစ်ဖက်လုံးနဲ့ဆိုင်အောင်အကျဉ်းမြင်ရှင်းပြတာပေါ့အစင်မြင့်စိတ်ဆိုတာအထွတ်ထရဖြစ်တော့အရဟတဖို့စိတ်ပါပဲကုသိုလ်နယ်ပယ်တရားဓမ္မနယ်ပယ်နဲ့ပတ်သက်လို့ပုရုဇဉ်ဘဝကျင့်ကြံကြိုးကိုအားထုတ်တဲ့နေရာမှာပြောရမယ်ဆိုရင်ဘာကုသိုလ်ကောင်းမှုပဲပြုအစင်မြင့်ရည်ရွယ်ချက်နဲ့ပြုရင်အစင်မြင့်စိတ်ရှိတာပဲဒါနကုသိုလ်ကောင်းမှုပြုတယ်ထင်ပေါ်ကြော်ကြားခြင်းလို့သူများချီးမွမ်းခံခြင်းလို့လုတ်ပိုင်ခွင့်တွေအခွင့်အရေးတွေရခြင်းလို့လှူတယ်ဆိုရင်တာမန်စိတ်နဲ့လှူတာပဲပစ္စုပန်ជីវာရေးအတွက်တန်တရားချမ်းသာရေးအတွက်ရည်မှန်းတောင်းတပြီးတော့လှူတယ်ဆိုရင်လေတာမန်စိတ်နဲ့လှူတာပဲအခွင့်အရေးမျှော်ပြီးလှူတာတဲ့ဆိုရင်တော့ပစ္စုပန်ကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့ကုသိုလ်ကံရဲ့ထောက်ပံ့မှုကြောင့်ပစ္စုပန်တန်တရားမှာကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဆိုတဲ့ရကျင်တဲ့စိတ်နဲ့လှူတာကတော်သေးတာပေါ့အခွင့်အရေးအတွက်လှူတာမျိုးသူများချီးမွမ်းခံခြင်းလို့လှူတာမျိုးကြတော့တာမန်စိတ်တာမန်ကုသိုလ်တောင်မဆိုသင့်တော့ဘူးကိုတနေ့ကလည်းပြောခဲ့ပြီးသားမလားလုံးအခွင့်အရေးတွေလုံးမိုင်ခွင့်တွေကိုမျှော်ပြီးတော့လှူတဲ့ကုသိုလ်ကြတော့ဘာကုသိုလ်လို့ပြောခဲ့တော့အောက်တန်းစားကုသိုလ်တာမန်တော့ပြောလို့မရတော့ဘူးနော်တာမန်ထက်ကိုအောက်တန်းကျသွားပြီထားလိုက်ပါတော့လေအဲ့ဒါပစ္စုပန်ជីវရေးတန်တရားချမ်းသာရေးအတွက်လှူတယ်ဆိုရင်တော့တာမန်စိတ်နဲ့လှူတာပဲတန်တရားဝဆင်းရဲကလွတ်မြောက်ဖို့အတွက်လှူတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့အတွက်လှူတယ်ကိုလှူလိုက်တဲ့လူဝဲဝတ္ထုကိုအသုံးပြုပြီးတော့အလှူခံပုဂ္ဂိုလ်ကောင်းကျိုးရစေခြင်းနဲ့စိတ်နဲ့ချမ်းသာစေခြင်းနဲ့စိတ်နဲ့လှူတယ်ဆိုရင်အစင်မြင့်စိတ်နဲ့လှူတာပဲဒါနတစ်ခုနမူနာပြောလိုက်ရင်ကျန်တာတွေလည်းနီးတူသိရမှာပေါ့ပြုသင်ပြတဲ့ကုသိုလ်ကောင်းမှုကဘယ်နှမျိုးရှိတာတော့ဒါနသီလဘာဝနာလို့ပြောရင်တော့၃မျိုးပေါ့ပုံညာကတိယဝတ္ထု10မျိုးနဲ့ပြောရင်တော့10မျိုးသီလကုသိုလ်တာမန်စိတ်နဲ့အစင်မြင့်စိတ်2မျိုးရှိတာပဲပါဏာတိပါဒသူများအသက်မတတ်ဘူးသူ့သက်တတ်ရင်ဖြစ်လျက်ဘဝအသက်တိုးတတ်တယ်အနာရောဂါများတတ်တယ်အသက်တိုးမှကြောက်လို့အနာရောဂါများမှကြောက်လို့မတတ်ဖက်ရှောင်တာဆိုရင်တာမန်စိတ်နဲ့ရှောင်တာပဲကိုမှလည်းအသက်နဲ့သူ့မှလည်းအသက်နဲ့ကိုတတ်ရင်မကြိုက်တယ်လို့သူ့တတ်လည်းကြိုက်မှာမဟုတ်ဘူးဆိုတဲ့ကိုချင်းစာတရားလေးနဲ့မေတ္တာကရုဏာတရားလေးနဲ့မတတ်တာကြတော့အစင်မြင့်စိတ်နဲ့အဲ့ဒီတဲ့ပို့ပြီးတော့ဆင်းမြင်လာကြတော့သောတပန်ပုဂ္ဂိုလ်များကြတော့တတ်ချင်တဲ့စိတ်ရှိကိုမရှိလို့မတတ်တော့တာအဲ့တော့သီလမှလည်းပဲတာမန်စိတ်နဲ့သီလစောင့်နာရဲ့အစင်မြင့်စိတ်နဲ့သီလစောင့်နာရဲ့တို့2မျိုးရှိမှာပေါ့ဘာဝနာလည်းပဲဒီတိုင်းပါပဲပစ္စုပန်ជីវရေးတန်တရားချမ်းသာရေးလူဝင်ဆန္ဒပြုဝရေးအတွက်ဘာဝနာတွေပွားနေတယ်ဆိုရင်တာမန်စိတ်နဲ့ပွားနေတာခုဒီမှာကဝါတွင်း3လဒိဋ္ဌံပရိစိတ်အောင်ပွဲဆိုလို့ဆိုထားတော့ဝါတွင်း3လလုံးပရိစိတ်ကြတာမလားအဲ့တော့ကိုလွင်ဆန္ဒလေးပြပါဖို့အတွက်ကိုလှုပ်ထားတဲ့လူကလေးအောင်မြင်ဖို့အတွက်စိတ်ဓာတ်ဆိုရင်တော့တာမန်စိတ်နဲ့စိတ်ဓာတ်ပဲ
နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ပရိသမารိဉာဏ်နဲ့အားကောင်းဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့စိတ်ဓာတ်ဆိုရင်တော့အဆင့်မြင့်စိတ်နဲ့စိတ်ဓာတ်ပေါ့လုံးဝမစိတ်တည်းပြီးတဲ့ဆိုင်ရင်တော့အဋ္ဌံအောင်မြင်လို့လူဝင်ဆန္ဒပြုပါခြင်းလို့စိတ်ဓာတ်တော်သေးတာပေါ့နော်ဒါပေမဲ့ခုနအဆင့်မြင့်သူ့ထက်ပိုပြီးတော့မြင့်တဲ့အဆင့်မြင့်စိတ်နဲ့နှိုင်းယှဉ်လိုက်ရင်တော့တာမန်စိတ်ဖြစ်သွားတယ်ဒါနသီလဘာဝနာဒီသုံးမျိုးကတော့သိကြတယ်ပုံရကရိယာဝိသု10ပါးဆိုရင်အများစုကမသိကြဘူးသိတဲ့နဲ့ဒါနသီလဘာဝနာအပ္ပစာယနာဆိုတော့ကိုယ့်တဲ့သက်သိခါဂုံဝါကြီးတဲ့သူကိုယူသိလေးစားတာကိုယ့်ဖို့ကိုယ်ဖွာကိုယ့်ဖေးအမေနှိပ်နေပေးတယ်မုံမိုးရခြင်းလို့နှိပ်ပေးတာကိုယ့်ချစ်စေခြင်းလို့နှိပ်ပေးတာဆိုရင်တော့တာမန်စိတ်နဲ့အပ္ပစာယနာကုသိုလ်ပြုနေတာပဲကိုယ့်တဲ့သက်သိခါဂုံဝါကြီးတဲ့သူ10မိနစ်တနာရီလေးကြီးတဲ့သူကိုတောင်မှယူသေးတဲ့နဲ့ပူဇော်တဲ့နဲ့ဆိုတဲ့အတိတရားလေးနဲ့ကိုယ့်ဖေးကိုယ့်အမေကိုယ့်ဖို့ကိုယ့်ဖွာသူတို့ရဲ့ကျေးဇူးတွေလည်းရှိတယ်သူတို့ရဲ့ကျေးဇူးကိုတုံ့ပြန်တဲ့အနေနဲ့ကျေးဇူးဆက်တဲ့အနေနဲ့နှိမ့်နေပြီးတယ်ဆောင်ရွက်ပြီးတယ်ယူသေးလေးစားတယ်ဆိုရင်တော့အဆင့်မြင့်စိတ်နဲ့အပ္ပစာယနာကုသိုလ်ပြုတာပေါ့ယူသေးလေးစားတာပေါ့ဝေယဝိသဆိုတာကိုယ့်ရဲ့ကုသိုလ်ကိစ္စမှာကိုယ်ဒီလျက်လောက်တာလည်းပဲဝေယဝိသပါပဲအများအနေနဲ့ထင်ရှားအောင်ပြောရင်သူတစ်ပါးရဲ့ကုသိုလ်ကိစ္စတွေမှာဝိုင်းဝန်းလှုပ်ဆောင်ပြတာကိုဝေယဝိသအဲ့ဒါလည်းပဲသူ့နဲ့ကိုယ်လည်းသဘောထားပြီးကိုယ်လည်းကြရင်လည်းသူကူအောင်ဆိုပြီးတော့သူပြန်ကူညီအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝေယဝိသလုပ်ပေးတာဆိုရင်တော့တာမန်စိတ်နဲ့လုပ်ပေးတာပဲဓမ္မမဟုတ်ဝေယဝိသလုပ်လို့ရှိရင်တော့ပိဋကဆုံးနေကိုယ့်ရဲ့စီးပွားရေးအတွက်ဈေးကွက်ရှာတဲ့သဘောမျိုးနဲ့ဝေယဝိသလုပ်တာဆိုရင်လည်းတာမန်စိတ်နဲ့လုပ်တာပဲတချို့ကျိန်းသားတွေတော့ဝေယဝိသလုပ်ကိုယ်ရွှေလေးထုတ်ရောင်ကိုယ်စိတ်လေးထုတ်ရောင်လည်းမရှိဘူးလားဝေယဝိသမှလည်းတာမန်စိတ်နဲ့လုပ်တာရဲ့အရှင်းမြင့်စိတ်နဲ့လုပ်တာရဲ့လို့2မျိုးရှိတယ်ဒါနသီလဘာဝနာအပ္ပစာယနာဝေယဝိသပြီးတော့ပါတော့ပတ္တိဒါနာအများစုကတော့မသိဘူးเนาะကြားအောင်ကြက်ထားမှာပတ္တိဒါနာဆိုတာကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကိုသူတစ်ပါးကိုအမျှပေးဝေတာတရေကြောက်လို့အမျှဝေတာဆိုရင်တော့တာမန်စိတ်နဲ့အမျှဝေတာပေါ့ကိုယ့်ရဲ့ကုသိုလ်သူတစ်ပါးလည်းရစေခြင်းနဲ့စိတ်နဲ့ဝေတာဆိုရင်တော့အစဉ်မြင့်စိတ်နဲ့ဝေတာပေါ့ပတ္တနုမောဒနာသူတော်ရဲ့ကုသိုလ်ကောင်းမှုကိုဝမ်းမြောက်ဝမ်းသာသာဓုခေါ်တယ်မကောင်းတဲ့လို့သာဓုခေါ်တာမျိုးအများနဲ့ရောရောင်ပြီးတော့သာဓုခေါ်တာမျိုးခေါ်ရုပ်ခေါ်စဉ်မလို့ခေါ်တာမျိုးဆိုရင်တော့တာမန်စိတ်နဲ့သာဓုခေါ်တာပဲတကယ်ကိုပဲသူတော်ဘာကုသိုလ်ကောင်းမှုပြုနေတာသူတော်ဘာရဲ့တဏ္ဍမှာကုသိုလ်တရားတွေတိုးပွားသွားတော့ကိုမုဒိတာနဲ့ဝမ်းမြောက်လွန်းလို့သာဓုခေါ်တာဆိုရင်တော့အစဉ်မြင့်စိတ်နဲ့သာဓုခေါ်တာနောက်ကုသိုလ်တစ်ခုကဓမ္မတဝနာပရဏိဘောဓနာကပြီးပြီနော်ဓမ္မတဝနာဆိုတာတရားနာတဲ့ကုသိုလ်ဒါနသီလဘာဝနာလို့ဆိုတော့တရားနာတာတွေဝေယဝိသတွေကမပါပဲဖြစ်နေတယ်အဲ့တော့ကိုမလုပ်ရဘူးလို့ထင်နေမှာဒါကြောင့်ပုညကရိယာဝိထု10ပါးပုညကရိယာဆိုတာကုသိုလ်ကောင်းကျိုးလိုလားသူတိုင်းပြုသင့်ပြုထိုက်တဲ့ကောင်းမှုတရားတွေလို့ဆိုလိုပါတယ်အဲ့တော့ဓမ္မတဝနာတရားနာတယ်နာလို့ကိုနာတဲ့တရားတွေမှာပါတဲ့ဘုဒ္ဓတာတွေနဲ့သူများကိုဆရာလုပ်ချင်လို့နာတာဆိုရင်တော့တာမန်စိတ်နဲ့တရားနာတာပဲဘုဒ္ဓတာတွေစုံနေဆိုပြီးတော့သူများကိုကြွားခြင်းဝါခြင်းလို့တရားနာတာဆိုရင်တော့တာမန်စိတ်နဲ့တရားနာတာပဲကျင့်နည်းကြံနည်းအားထုတ်နည်းတွေတကယ်သိခြင်းလို့နာတာမျိုးကိုသိထားတဲ့တိတိသူတစ်ပါးကိုတဆင်ဖြန့်ဝေခြင်းလို့ဘုဒ္ဓတာတိုးအောင်နာတာမျိုးဆိုရင်တော့အစဉ်မြင့်စိတ်နဲ့တရားနာတာဓမ္မဒေသနာတရားဟောတယ်ကိုသိမှန်တက်မှန်ကြွားခြင်းလို့ဟောတာဆိုရင်ပစ္စည်းလေးပါးလက်လာဘကိုမေမောပြီးတော့ဟောတာဆိုရင်တာမန်စိတ်နဲ့ဟောတာပဲကိုသိတာလေးသူများသိပါစေဆိုတဲ့မေတ္တာစေတနာတန်တန်လေးနဲ့ဟောတယ်ပညာပါရမီကုသိုလ်ရခြင်းလို့ဟောတယ်အဲ့ဒီလိုသာသနာပြန်ပွားစေခြင်းလို့ဘုရားဆုံးမတွေပြန်ပွားစေခြင်းလို့ဟောတယ်ဆိုရင်တော့အစဉ်မြင့်စိတ်နဲ့နာတာပဲအဲ့တော့ဓမ္မဒေသနာတရားနာတဲ့တရားဟောတဲ့ကုသိုလ်မှာလည်းတာမန်စိတ်နဲ့ဟောတာရဲ့အစဉ်မြင့်စိတ်နဲ့ဟောတာရဲ့လို့2မျိုးရှိတာပေါ့ဓမ္မတဝနာဓမ္မဒေသနာပြီးတော့ပါလေဒိဋ္ဌိစုကံမှာအယူဖြောက်မှန်တာတမ္မာဒိဋ္ဌိပေါ့နော်အယူဝါဒဖြောက်မှန်အောင်ထားတယ်မင်းတို့ကမိစ္ဆာဒိဋ္ဌိငါတို့ကမှတမ္မာဒိဋ္ဌိဆိုပြီးတော့သူများကိုနှိမ့်ချခြင်းလို့အယူမှန်အောင်ထားတယ်ဆိုရင်တော့တာမန်စိတ်နဲ့အယူမှန်တာပဲအကျင့်တွေလည်းမှန်ခြင်းလို့အကျိုးတွေလည်းမှန်ခြင်းလို့ကိုယ့်ရဲ့ဒုက္ခတွေလည်းမဲ့လန်းနိဗ္ဗာန်လမ်းဖြောင်းတန်းခြင်းလို့အယူဝါဒကိုဖြောင်းမှန်အောင်လုပ်တာဆိုရင်တော့အထူးစိတ်နဲ့ဒိဋ္ဌိစုကံမှာကုသိုလ်ကိုလုပ်တာပါပဲအဲဒီတော့ပြန်ကုသိုလ်10မျိုးလုံးမှာတာမန်စိတ်ရဲ့အစဉ်မြင့်စိတ်ရဲ့လို့2မျိုးစီရှိကြတာကြီးပါပဲ
အဓိစေတသောအစင်မြင့်စိတ်ရှိရမယ်တဲ့အဓိစေတသောအပ္ပမစ္ဆတောအပ္ပမစ္ဆတောဆိုတာမမေ့ရဘူးမမေ့ရဘူးဆိုတော့အပ္ပမဒတရားရှိရမယ်တတိရှိရမယ်လို့ပြောတာပါပဲအပ္ပမစ္ဆတောမမေ့ရဘူးဘာလို့မမေ့ရဘူးလဲဆိုရင်လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ဖို့မမေ့ရဘူးမလှုပ်တဲ့မလှုပ်ထိုက်တာမလှုပ်ဖို့မမေ့ရဘူးမမေ့ရမယ့်တရားကဘယ်နှမျိုးတော့2မျိုးလှုပ်တဲ့လှုပ်ထိုက်တာလှုပ်ဖို့ဆိုတော့ခုနပြောခဲ့တဲ့ပုညကိရိယာပုရု10ပါးကလည်းလှုပ်တဲ့လှုပ်ထိုက်တာတွေပဲအဲ့ဒါတွေလှုပ်ဖို့မမေ့နဲ့ဒါနသီလနိခမပညာဝိရိယစသည်ဖြင့်ပါရမီ10ပါးကလည်းလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေပဲအဲ့ဒီပါရမီ10ပါးဖြစ်ခြင်းမို့လဲမမေ့နဲ့ပါရမီ10ပါးတော့ကိုယ့်ကိုဆိုပေါ့ကဲရရလားပါရမီ10ပါးရောပြောကြည့်ပါပါရမီ10ပါးရသလားပါရမီ10ပါးပါချပေးမယ်တော့ဖြစ်နေပြီနော်ဆိုလိုက်ဒါနသီလနိခမပညာဝိရိယခန္တီသစ္စာဒိဋ္ဌာနာမေတ္တာဥပေက္ခာဆိုကြည့်လိုက်ဒါနသီလနိခမပညာဝိရိယကာယကံလို့ဆိုတာပညာဆိုတာပညာကိုပြောတာပါနော်ပြီးတော့ခန္တီသစ္စာဒိဋ္ဌာနာမေတ္တာဥပေက္ခာမေတ္တာဆိုတာလေမေတ္တာကိုပြောတာပါပဲအဲ့တော့တခုချင်းတော့မပြောတော့ဘူးအဲ့ဒီပါရမီ10ပါးဖြစ်ခြင်းမို့လည်းမမေ့နဲ့ဆိုတော့ခန္တီဆိုတော့ပြီးခံရမယ်ပြီးခံစရာအဖြစ်အပျက်တွေကြုံလာတဲ့အခါပြီးခံရမယ်ပြီးခံတယ်ဆိုမှတော့ကြိုက်တာတွေကိုပြီးခံရမှာလားမကြိုက်တာတွေပြီးခံရမှာလားထင်ရှားအဓိကအဖြစ်နဲ့မကြိုက်တာတွေပြီးခံရမှာပေါ့အဲ့တော့မကြိုက်တာတွေမကြုံမဲနဲ့ခန္တီပါရမီတိုးပါမလားမတိုးဘူးပြီးခံတယ်ဆိုမှတော့ကိုမလိုလားတဲ့အခြေအနေဆိုတွေကြုံလာတဲ့အခါမှာပြီးခံရမှာပေါ့ကိုမလိုလားတဲ့အခြေအနေဆိုတွေကြုံလာတဲ့အခါမှာပြီးမခံနိုင်ဘူးဆိုတော့ခန္တီမရှိတော့ဘူးဟုတ်တာနဲ့မဟုတ်တာနဲ့ဘယ်ဟာကိုသိခံရမှာတော့ကိုမဟုတ်တာပြောတာနဲ့ဟုတ်တာပြောတာဘယ်ဟာကိုသိခံမှာဟုတ်တာပြောတာဘယ်လိုသိခံကြလို့သေးလို့တော့နော်ဟုတ်တာပြောနေတယ်ဆိုမှတော့သိခံကြကိုမရှိဘူးမဟုတ်တာပြောမှသိခံရမှာငါကဟုတ်တာပြောနေသိခံနိုင်မှာသူပြောတာကဟုတ်ကိုမဟုတ်လို့ငါသိမခံနိုင်ဘူးဆိုတော့ကဲသိခံတယ်ဆိုတာဘာမှရှိအောင်မှာတော့ဟုတ်တာပြောလဲသိခံရမှာပဲမဟုတ်တာပြောလဲသိခံရမှာပဲအဲ့တော့ကိုမကြိုက်တာတွေကိုမဟုတ်တာတွေပြောလာတဲ့အခါမှာမဟုတ်လို့ငါကတော့သိတော့ခံနိုင်မှာဒါပေမဲ့ဒီသူပြောတာကဟုတ်ကိုမဟုတ်လို့ဆိုတော့ကဲသိခံတယ်ဆိုတာဘာမှကြံအောင်မှာလို့နော်အဲ့တော့သိခံစရာအခြေအနေတွေကြုံလာတဲ့အခါမှာခန္တီပါရမီနဲ့သိခံမှုလဲမမေ့နဲ့အပ္ပမဒမမေ့နဲ့ဆိုတဲ့စကားကတော့ပိဋကသုံးပုံအကုန်ပါတာပဲနော်ခုနတဂါထာမထေသူကတဂါထာလေးပဲရတဂါထာလေးပဲကျင့်တဲ့ပုဂ္ဂိုလ်ဆိုတော့မထေရဲ့နာမည်ကတဂါထာမထေပေါ့ပါဠိလိုဆိုရင်တော့ဧကုဒါနမထေဧကဆိုတာတခုဥဒါနဆိုတာဥဒန်းဂါထာခုနဂါထာလေးကဥဒန်းဂါထာတဂါထာပဲရတဲ့မထေတဂါထာအတိုင်းပဲကျင့်တဲ့မထေမို့လို့တဂါထာမထေတဲ့အဲ့ဒီတဂါထာမထေရဲ့တဂါထာကိုအဓိပ္ပာယ်ဖွင့်ရင်တစ်နှစ်လုံးတစ်သက်လုံးဟောလို့မကုန်ပါဘူးအတိစေတသောအစင်မြင့်စိတ်ရှိရမယ်အပ္ပမစ္ဆတောမမေ့နဲ့ဘာတွေမမေ့နဲ့လဲဆိုရင်တော့ကုသိုလ်တွေလုပ်ဖို့လည်းမမေ့နဲ့အကုသိုလ်တွေရှောင်ဖို့လည်းမမေ့နဲ့ရှောင်ရမယ့်တရားကြတော့လည်း10ပါးပေါ့ဒုစရိုက်10ပါးသူတတ္တရှောင်ဖို့မမေ့နဲ့သူများပစ္စည်းခိုးတာရှောင်ဖို့မမေ့နဲ့သူတစ်ပါးသားများပြင်းမာတာရှောင်ဖို့မမေ့နဲ့ပြင်းမာစရာမကြုံလို့ရှောင်နေတာဘာမှမဆန်ဘူးရှောင်တယ်လို့ကိုပြောလို့မရဘူးပေါ့နော်ပြင်းမာစရာအခြေအနေတက်ပင်းကြုံမှရက်ခဲ့နဲ့ရှောင်မှကာမိတုမိစ္ဆာသရရှောင်တယ်လို့ပြောလို့ရမှာပေါ့ရှောင်တယ်ဆိုတာရှောင်စရာကြုံမှရှောင်ရတာရှောင်စရာမကြုံမနဲ့သူ့လိုလုံနေတာကတော့ရှောင်တယ်လို့ကိုပြောလို့မရဘူးနော်စောက်တည်ထားတယ်လို့ပဲပြောရမှာသူ့တဲ့တခြင်းမှရှောင်ခြင်းမှဤတတ်စရာမကြုံသေးလို့မတတ်တာဘာမှမဆန်ဘူးဒါကတော့ခွေးလည်းပဲမရဘူးလားခွေးလည်းပဲသူတတ်စရာတရားဝအကောင်လေးတွေမတွေ့သေးရင်တော့ဘယ်တတ်ပါမလဲကြောင်လည်းပဲခုတ်စရာကြွမတွေ့သေးရင်တော့သူသီလလုံနေတယ်လို့ပြောရမှာပေါ့တကယ်တော့လည်းခုတ်စရာကြွမရှိသေးလို့မခုတ်တာနဲ့ပဲဒီကြောင်လေးသီလလုံတယ်လို့ပြောလို့မရဘူးခုတ်စရာကြွကလေးဖြတ်သွားတဲ့နဲ့မခုတ်မှသီလလုံတယ်ပြောရမှာပေါ့နော်အဲ့တော့ကာယဒုစရိုက်3ပါးရှောင်ဖို့လည်းမမေ့နဲ့ဒါကာမိတုဆိုသူတ္တမေရကမပါဘူးဖြစ်နေတယ်ကာမိတုထဲမှာသူတ္တမေရကလည်းပါတယ်တေကြီးအရက်တောက်เสียကြုံနိုင်ရင်လည်းမတောက်ပဲရှောင်ဖို့မမေ့နဲ့ဝစီတုဆိုင်၄ပါးကြတော့လည်းညာမပြောဖို့လည်းမမေ့နဲ့ပြီးတော့ဂုဏ်တက်တဲ့စကားတွေမပြောဖို့လည်းမမေ့နဲ့ကြမ်းတမ်းတဲ့စကားတွေမပြောဖို့လည်းမမေ့နဲ့အနှစ်သာရမရှိအကျိုးမရှိတဲ့စကားတွေမပြောဖို့လည်းမမေ့နဲ့မနောတုစရိုက်၃ပါးကြတော့
ယူဆအတွေ့ခေါ်အမှားတွေလက်ခံတာကိုရှောင်ကျဉ်ဖို့လည်းမမေ့နဲ့သူတစ်ပါးကိုတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ပဲကြံစီနေတာကိုရှောင်ကျဉ်ဖို့လည်းမမေ့နဲ့ခုနမတော်တုစိတ်ကပထမဆုံးစတာကအဘိဇာပါအဘိဇာဆိုတာသူတစ်ပါးရဲ့ပစ္စည်းဥစ္စာယာတုအနာကိုမတော်မတရားအလကားလိုခြင်းအလကားရဖို့ကြံစီနေတာကိုရှောင်ကျဉ်ဖို့လည်းမမေ့နဲ့အဘိဇာဗျာပါဒမိစ္ဆာဒိဋ္ဌိမနောတုစိတ်သုံးပါးကိုရှောင်ကျဉ်ဖို့လည်းမမေ့ပါနဲ့အဲ့ဒါတွေကတခုချင်းပြောနေတော့ဘယ်ကုံတော့မလဲနော်မမေ့ရမယ့်ဟာလေးခေါင်းစဉ်သဘောလောက်ပဲပြောပြတာအဋ္ဌိစေတသောအစင်မြင့်စိတ်ရှိရမယ်အပမစ္ဆတော့မမေ့ရဘူးတနည်းပြောရင်တတိရှိရမယ်အလုတ်ခွင်မှာတတိဆိုရင်အလုတ်ခွင်မှာရှိရမယ်တတိကတော့ကိုမူရာဘာပဲပြုနေစဉ်စိတ်မူရာဘာပဲဖြစ်နေစဉ်နေစဉ်တိုင်းမှာဖြစ်နေတဲ့သဘောကိုဖြစ်နေတဲ့အတိုင်းသိနေတဲ့တတိပေါ့မုဏိနောအသိဉာဏ်ရှိရမယ်ဘယ်လိုအသိဉာဏ်လဲဆိုရင်တော့နှစ်ဖက်မြင်အသိဉာဏ်ကိုယ်အကျိုးလည်းသိတဲ့ဉာဏ်သူတစ်ပါးအကျိုးလည်းသိတဲ့ဉာဏ်ကိုယ်အကျိုးတစ်ခုတည်းပဲသိပြီးတော့သူတစ်ပါးအကျိုးမသိဘူးဆိုရင်တော့ဉာဏ်အစစ်မဟုတ်သေးဘူးပိဿုပန်ဘဝနဲ့ပတ်သက်တဲ့ဉာဏ်လည်းရှိရမယ်တမန်တော်ဘဝနဲ့ပတ်သက်တဲ့ဉာဏ်လည်းရှိရမယ်လောကီနဲ့ပတ်သက်တဲ့ဉာဏ်လည်းရှိရမယ်လောကုတ္တရာနဲ့ပတ်သက်တဲ့ဉာဏ်လည်းရှိရမယ်အဲ့ဒီလိုအဖြစ်နှစ်ဖက်နှစ်ခုကိုအစုံလိုက်သိတဲ့ဉာဏ်မျိုးရှိရမယ်အဲ့ဒါကိုနှစ်ဖက်မြင်ဉာဏ်လို့ခေါ်ပါတယ်လက်တွေ့ကျင့်ကြံကြိုးကိုအားထုတ်မှုနယ်ပယ်နဲ့ပြောမယ်ဆိုတော့ကမ္မတက္ကတာဉာဏ်ရဲ့ဝိပဿနာဉာဏ်ရဲ့ဒီနှစ်ဖက်လုံးကိုသိတဲ့ဉာဏ်လည်းရှိရမှာပဲသာသနာ့တွင်မှာရှိတဲ့ဉာဏ်ကတော့အချင်းချုပ်ရင်၃မျိုးပေါ့ကမ္မတက္ကတာဉာဏ်ဝိပဿနာဉာဏ်မေဖို့ဉာဏ်မေဖို့ဉာဏ်ဆိုတာကတော့အကျိုးတရားပဲကိုလုံးဝမှာမဟုတ်ဘူးလုံးဝမှာကကမ္မတက္ကတာဉာဏ်ရဲ့ဝိပဿနာဉာဏ်ရဲ့ကံကံရဲ့အကျိုးကိုလည်းသိတဲ့ဉာဏ်ရှိရမယ်ဝိပဿနာယုံနာဖြစ်တဲ့ကိုသိတဲ့ဉာဏ်လည်းရှိရမယ်တချို့ကငါတို့ကဝိပဿနာသမားပဲဒါနတွေပြုနေကြမလို့တော့ဘူးသီလတွေစောင့်နေကြမလို့တော့ဘူးဟိုဝိပဿနာကလည်းတခြားကောင်းတာတွေဘာမှလုပ်နေကြမလို့တော့ဘူးတခြားမကောင်းတာတွေလည်းရှောင်နေကြမလို့ဝိပဿနာသာအားထုတ်နေမကောင်းတာလို့အကုန်ကြည်တယ်ဆိုပြီးတော့ယူဆလွဲနေတဲ့သူလည်းမရှိဘူးလားရှိတယ်ဝိပဿနာလုပ်ရင်ပြီးပြီလို့ယူဆပြီးတော့ကံကံရဲ့အကျိုးကိုပြစ်ပယ်တာဝိပဿနာတွေတော့အားထုတ်နေပါရဲ့မဟုတ်တာလည်းပြောတာပဲမဟုတ်တာလည်းလုပ်တာပဲမဟုတ်တာလည်းကြံတာပဲဆိုရင်ကံကံရဲ့အကျိုးကိုယုံကြည်တဲ့ဉာဏ်ချွတ်တဲ့နေပြီမကောင်းတာလုပ်ရင်မကောင်းကျိုးပေးမယ်ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်ဆိုတာခလေးကစားသိတာပဲသိတယ်ဆိုပေမဲ့မကောင်းတဲ့လုပ်ကိုမရှောင်ဘူးဆိုရင်အဲ့ဒီမရှောင်တဲ့အခိုက်အတန့်မှာကံကံရဲ့အကျိုးကိုသိတဲ့ဉာဏ်ကင်းမဲ့နေတယ်ဒါနတို့သီလတို့ဆိုတာလည်းလုပ်ထက်တဲ့အလုပ်တွေပဲဒါပေမဲ့ဝိပဿနာလုပ်နေရင်ပြီးရောဆိုပြီးတော့ဒါနသီလလုပ်ခွင့်ကြုံမှရဲ့နဲ့မလုပ်ဘူးဆိုရင်လေကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်ဆိုတဲ့ကံကံရဲ့အကျိုးကိုသိတဲ့ဉာဏ်အဲ့ဒီအခိုက်အတန့်မှာချွတ်တဲ့နေပြီဒါကြောင့်ကမ္မတက္ကတာဉာဏ်ရောဝိပဿနာဉာဏ်ရောနှစ်ဖက်လုံးကိုသိပြီးတော့နှစ်ဖက်လုံးကျင့်တဲ့ဉာဏ်မျိုးရှိရမှာနော်တနည်းပြောရင်ဝိဇ္ဇာစရဏပေါ့လေဒါနသီလဆိုတာကစရဏပေါ့ဘာဝနာဆိုတာကဝိဇ္ဇာရောစရဏရောနှစ်ဖက်လုံးကိုသိတဲ့ဉာဏ်ရှိရမယ်နှစ်ဖက်လုံးပြည့်စုံအောင်ကြိုးစားစည်းပူးရမယ်ဆိုတဲ့အသိဉာဏ်ရှိရမယ်မုဏိနောအသိဉာဏ်ရှိရမယ်ဆိုတာနှစ်ဖက်မြင်ဉာဏ်နှစ်ဖက်သိဉာဏ်ရှိရမယ်နှစ်ဖက်ဆိုတာကအများကြီးရှိတာပေါ့နော်ဝိပဿနာလုပ်ခွင့်တက်နဲ့ပြောမယ်ဆိုရင်လည်းပဲသမထဘက်ရောဝိပဿနာဘက်ရောနှစ်ဖက်လုံးကိုသိတဲ့ဉာဏ်လည်းရှိရမှာပဲသမထဆိုတာသာသနာ့ဘာလည်းရှိတာပဲလုပ်နေကြမလို့မလုပ်တော့ဘူးဆိုပြီးတော့တမာတိကိုဂယုမဆိုင်ဘူးဆိုရင်လည်းကိုလိုရပန်းနိုင်မရောက်နိုင်ပါဘူးမဲ့ဖို့နိဗ္ဗာန်မရနိုင်ပါဘူးတမာတိရှိပြီးတာပဲဝိပဿနာဆိုတာတမာတိအကောင်းနေခဏပဲဆိုပြီးတော့တမာတိကြီးနင်းခံချပြီးတော့ဝိပဿနာဉာဏ်ဖြစ်အောင်ဉာဏ်အလုပ်ကိုမလုပ်ဘူးဆိုရင်လည်းမဉာဏ်ဖွင့်တဲ့နိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ဘူးသမထဘက်ရောဝိပဿနာဘက်ရောနှစ်ဖက်လုံးကိုသိတဲ့ဉာဏ်ရှိရမှာဘယ်နေရာမှာဆိုနှစ်ဖက်ကိုကြည့်ရမယ်နော်လောကီဖြစ်လဲလောကီလောကုတ္တရာလဲလောကုတ္တရာတရားထုတ်ပြီးဆိုရင်တချို့ကလောကီကြီးတွေအကုန်ပြစ်ပယ်ပလိုက်တယ်လောကီဘက်မှာဆက်ဆံရေးတွေမှားယွင်းကုန်တယ်ကိုသားသမီးတောင်မှကိုရိတ်တာကကြံလာသားသမီးဆိုတာဒုက္ခရဲ့အကြောင်းတရားတွေပဲတန်ရောက်ရှင်အနှောင်ဖွဲ့တွေပဲသူတို့ကြောင့်ဒုက္ခရောက်တာဆိုတော့သားသမီးလည်းဂယုမဆိုင်တော့ဘူးမေတ္တာတွေမပေးတော့ဘူးကျင်နာမှုတွေမပေးတော့ဘူးနှစ်ဖက်ကိုမမြင်တာပေါ့နော်ဉာဏ်အစစ်မဖြစ်တာပေါ့တကယ်ဉာဏ်အစစ်ဖြစ်တဲ့ပုဂ္ဂိုလ်ကရိတ်တာကကြံလာခက်စိမ့်စိမ့်မနေပါဘူးပို့ပြီးတော့မေတ္တာတရားတွေပြည့်ဝလာပါသည်အဋ္ဌိစေတသောအပမစ္ဆတောမုဏိနောဒီသုံးချက်ကအဓိကပါပဲမောနပတိတုသိက္ခတောဉာဏ်ဖြစ်ကြောင်းအကျင့်နေကျင့်ရမယ်ဉာဏ်ဖြစ်ကြောင်းအကျင့်နေဆိုတာကသီလသမာဓိပညာအကျင့်၃မျိုးပါပဲဒါပေမဲ့ပညာအကျင့်ကခုနမုဏိနောဉာဏ်ရှိရမယ်ဆိုတဲ့အထက်မှာပါသွားပြီဉာဏ်ရှိရမယ်ဆိုတာဉာဏ်အကျင့်နေလည်းကျင့်ရမယ်ဉာဏ်ဖြစ်အောင်လုပ်ရမယ်တရားတွေနာတရားစာအုပ်တွေများဖတ်ဒါဆိုရင်ဉာဏ်တွေတိုးလာမှာပေါ့ကိုသိထားတဲ့အသည့်ကိုအခြေခံပြီးတော့ကြုံတွေ့နေတဲ့အဖြစ်အပျက်နဲ့အခြေအနေနဲ့လိုက်လျောညီထွေစွာဆင်ခြင်သုံးသပ်တဲ့စိတ်ဓာမယဉာဏ်ရှိရမယ်ရှိအောင်လဲအုံနောက်ကိုတကယ်အလုပ်ပေးပြီးတော့ဆင်ခြင်သုံးသပ်ရမှာပေါ့စာအုပ်ထဲပါတဲ့အတိုင်းဆရာတော်တွေဟောတဲ့အတိုင်းလေးပဲ
မှတ်ထားရုံနဲ့မပြီးဘူးကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းပြီးတော့ဆင်ခြင်စဉ်းစားရတယ်ဘာဝနာမယဉာဏ်ဖြစ်အောင်လေဖြစ်တိုင်းဖြစ်စေယုံနာတွေကိုတတိပဋ္ဌာန်ဝိပဿနာနိလန်းနဲ့အညီရှုမှတ်ပွားများရတယ်ဒါမုဏိတော့ဉာဏ်ရှိရမယ်ဆိုတဲ့ထဲမှာဉာဏ်ရှိအောင်လုပ်ရမယ်ဆိုတဲ့အချက်လည်းပါပြီးသားပြီးတော့ဉာဏ်ဖြစ်အောင်ကျင့်ရမယ်ဆိုတဲ့နေရာမှာနားလည်လွယ်အောင်ပြောရင်သီလသမာဓိရှိရမယ်သီလရှိမှလည်းဉာဏ်ဖြစ်ပါတယ်သမာဓိရှိမှလည်းဉာဏ်ဖြစ်ပါတယ်ကိုယ်ကသီလတွေမလုံးဘူးဆိုရင်တာမန်နေတဲ့အချိန်မှာမသိတာပြီးမှဉာဏ်ဖြစ်အောင်တကယ်အလုပ်လုပ်ပြီးဆိုရင်တော့သိတာတယ်ကိုသီလမလုံးဘူးဆိုရင်ကိုမလုံးခဲ့တဲ့ဟာလေးတွေတရားအထုတ်တဲ့အခါကျတော့ပေါ်လာတယ်ပေါ်လာတော့ငါလုတ်ခဲ့မိလေချင်းငါအဲ့ဒီတော့ငါမလုပ်ဘဲရှောင်လိုက်ရရင်ကောင်းမှာစသည်အားဖြင့်ပေါ့လေကိုကျူးလွန်ခဲ့တဲ့သိက္ခာပုဒ်လေးပြန်တရိယာပြီးတော့ဝိပတိတာရလို့ခေါ်တဲ့စိတ်နှလုံးမသားမယာမှုလေးတွေဖြစ်သွားတယ်အဲ့လိုစိတ်နှလုံးမသားမယာမှုလေးနဲ့နောင်တရနေမှာတော့ဘယ်လိုလုပ်ဉာဏ်ပေါ်ပါတော့မလဲနောင်တရတဲ့စိတ်ကစိတ်ပြန်လွင့်နေတော့တမာတိမရဘူးတမာတိနဲ့တော့ဉာဏ်လည်းမဖြစ်တော့ဘူးသီလတမာတိရှိရမယ်တမာတိရှိမှလည်းဉာဏ်ဖြစ်ပါတယ်ဒါကြောင့်တမာတိရှိအောင်သမထဘာဝနာတွေလည်းပွားများရမှာပဲဝိပဿနာဘာဝနာပွားများနေရင်လည်းရှုခံအာယုံကိုပြပြချာချာစူးစူးဆိုင်ဆိုင်နဲ့စိတ်ဝင်စားကြည့်ရမှာပဲတမာတိရှိမှလည်းဉာဏ်ဖြစ်ပါတယ်တမာတိမရှိရင်ဉာဏ်မဖြစ်ပါဘူးသမထကမ္မထမ်းကြောင့်ရတဲ့တမာတိမျိုးလည်းရှိနိုင်ရင်ကောင်းတာပဲကောင်းတာပဲကိုမဟုတ်ပါလေရှိရမှာပါပဲအ ਨੇ ဆုံးဗုဒ္ဓနုတ္တိဘုရားကုံတော်ပွားတာရဲ့မေတ္တာဘာဝနာပွားတာရဲ့ဒီနှစ်ခုလောက်တော့အ ਨੇ ဆုံးရှိတဲ့နဲ့နာသီဝလိတတိကဝင်နေထွက်လေရှုမှတ်တဲ့နေရာမှာလဲသမထသဘောခက်ဆန်ဆန်ဖြစ်တဲ့အခါမျိုးတွေရှိနေအဲ့ဒီတမာတိလည်းရှိရတာပါပဲတမာတိဆိုတာကအာယုန်တစ်ခုကိုယူနေစေအချိန်မှာအဲ့ဒီယူနေစေအာယုန်လေးတစ်ခုထဲမှာပဲတဲ့မမတ်ကြာရောက်နေတာကိုတမာတိလို့ခေါ်တာအာယုန်တစ်ခုကိုစူးစိုက်ရှုနေနေဟိုအာယုန်လေးလည်းတွေးလိုက်ဒီအာယုန်လေးလည်းတွေးလိုက်နေပြန့်လွင့်နေတယ်ဆိုရင်တမာတိမရှိဘူးပေါ့တကယ်တမ်းကျတော့စိတ်ဟာတစ်ချိန်မှာအာယုန်တစ်ခုပဲယူလို့ရတာပါတမာတိရှိတဲ့လူပဲဖြစ်ဖြစ်တမာတိမရှိတဲ့လူပဲဖြစ်ဖြစ်တစ်ချိန်မှာအာယုန်တစ်ခုပါပဲဒါပေမဲ့အဖြစ်အပျက်တွေကဉာဏ်နဲ့အတွက်ကြောင့်တစ်ချိန်တည်းမှာပဲအာယုန်မျိုးကိုပြန့်လွင့်နေတယ်လို့ထင်ရတယ်လိပ်ဓာလေးတစ်ကောင်ပြန်နေတယ်တစ်ဖက်ဖက်နဲ့ပြန်နေတယ်ဆိုတော့ဒီလိပ်ဓာလေးကဘာအယောင်လေးလဲအကွက်ကလေးတွေကဘလို့လဲဘလို့အစင်းလေးတွေလဲဘလို့လေးအကွက်ဆင်ထားတာလဲဆိုတာအတိအကျမသိနိုင်ဘူးအကြမ်းမြင်ပဲသိနိုင်မယ်ဩအဝါရောင်လေးပဲအပြာရောင်လေးပဲအကြမ်းမြင်တော့သိမယ်အကွက်ကလေးတွေအစင်းကလေးတွေဖွဲ့စည်းပုံကိုသိချသိကျင်တယ်ဆိုရင်တော့လိပ်ဓာလေးဖမ်းပြီးတော့လက်ပေါ်တင်တောင်မလေးတစ်ဘက်ကိုဖိထားပြီးတော့လိပ်ဓာလေးငြိမ်နေအောင်လုပ်ပြီးကြည့်မှသိနိုင်တာအဲ့ဒီလိုပဲအရှုခံအာယုယုတ်တရားနံတရားတွေရဲ့ဖြစ်ပျက်သဘောတွေမမြဲမကောင်းမပိုင်ဆိုတဲ့အိဋ္ဌဒုက္ခအနတ္တသဘောတွေကိုပိုင်ပိုင်နိုင်သိကျင်တယ်ဆိုရင်အဲ့ဒီအရှုခံအာယုပေါ်မှာရှုမှတ်တဲ့စိတ်ကလေးတဲ့မမှန်ကြာရောက်နေဖို့လိုပါတယ်ဒါကြောင့်မောနပတိပိသိက္ခာတော်ဉာဏ်ဖြစ်အောင်ကျင့်ရမယ်ဆိုတာသီလရှိရမယ်သမာဓိရှိရမယ်အဲ့ဒီလိုဆိုရင်တော့သောကာနဘဝန္တိတာတိနောဆိုရင်လောကတွေဆင်းရဲဒုက္ခတွေအကုန်လုံးချုပ်ငြိမ်းသွားပါပြီတဲ့တာတိနောဘယ်လောကနဲ့ကြုံကြုံမတုံ့လှုပ်တော့ပါဘူးတဲ့ဥပတန်တတ္တယာကဒေါသမောဟစတဲ့ကိလေသာတွေအကုန်လုံးလည်းငြိမ်းအေးသွားပါပြီတရားတတိမတော်အမြဲတမ်းလည်းတတိရှိသွားပါပြီဆိုလိုတာကတော့အထွတ်တရားချင်းယဟန္တာဖြစ်သွားပြီလို့ဆိုလိုတာပါအဲ့တော့ကိုကြည့်ရမယ့်ကျင့်ကတော့အဓိစေတသောအစင်းမြင့်စိတ်ရှိရမယ်အပမစ္ဆတော်တတိရှိရမယ်မုဏိနောဉာဏ်ရှိရမယ်မောနပတိတုသိက္ခာတော်သီလသမာဓိရှိရမယ်လုံးရင်နှိမ့်ချုပ်လိုက်တော့တတိဉာဏ်ရှိရမယ်ဆိုရင်သမာဓိရှိရမှာတို့သီလရှိရမှာတို့ပါသွားပါပြီဒါကြောင့်ဆိုလိုက်ပါတတိဉာဏ်ရှင်ရပ်ပလဲအထုံညတချမ်းပဲအသက်ရှင်ပေါ့နော်တတိဉာဏ်ရှင်ပြီးတော့ဘာလို့ခုနတိုင်ခဲ့တာမိပါပြီလားတတိဉာဏ်ရှင်စိတ်မြင့်လျင်ပူပင်ငြိမ်အေးသည်ပူပင်ငြိမ်တဲ့ပူပင်သောကတွေရောဆင်းရဲဒုက္ခတွေရောသံဃာဝဆင်းရဲအကုန်လုံးငြိမ်းတယ်လို့ပြောတာပါအဲ့ဒါလေးသုံးခါဆိုလိုက်တတိဉာဏ်ရှင်အဲ့ဒီတကားထားပဲရွတ်တယ်အဲ့ဒီတကားရဲ့အထိပ္ပယ်လေးကိုပဲစဉ်းစားတယ်စဉ်းစားတဲ့ဆိုရင်မနေ့ကစဉ်းစားတာနဲ့ဒီနေ့စဉ်းစားတာနဲ့လည်းမတူနိုင်ဘူးနောက်တစ်ခုကကိုလောလောဆယ်ကြုံတွေ့နေတဲ့အခြေအနေဖြစ်ပျက်နဲ့လိုက်လျောညီထွေအောင်လဲစဉ်းစားရတယ်ကိုအခုကြုံလောလောဆယ်ကိုစိတ်ကလေးဖြစ်နေတယ်ကိုရဲ့ကိုယ်မူရနှုတ်မူရလေးဖြစ်နေတယ်အဲ့ဒီချိန်မှာတတိလေးရှိလားဉာဏ်လေးရှိလားတမာတိလေးရှိလားဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာဉာဏ်ကဘယ်လိုနှလုံးသွင်းရမလဲဒါတွေကတော့
ဂါထာရဲ့ဆိုလိုရင်းအဓိပ္ပာယ်တရားတော်ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကိုသိပြီးပြီဆိုရင်သူ့အချိန်နဲ့သူ့အချိန်ခါနဲ့သူလိုအပ်တယ်လို့ဆင်ញင်သုံးသပ်သွားရုံပဲဆင်ញင်စိတ်ရှိရမယ်ဆိုတာလေးခေါင်းစဉ်သဘောသိထားလို့ရှိရင်ကိုလောလောဆယ်လုပ်နေတဲ့အလုပ်ကိုလောလောဆယ်ကြုံတွေ့နေတဲ့အဖြစ်အပျက်ပေါ်ကိုယ့်ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်လို့အဆင်မြင်စိတ်ဟုတ်ရဲ့လားတာမန်စိတ်ဟုတ်ရဲ့လားစဉ်းစားရုံပဲခုနပြောခဲ့တဲ့ကုသိုလ်10မျိုးမှရဲ့လို့မဟုတ်ဘူးနော်ဘယ်လိုအဖြစ်အပျက်ပဲကြုံအဆင်မြင်စိတ်ရှိရမယ်စသည်အဖြစ်ပေါ့လေတပုတ်ထဲတကားထားတဲ့ပဲဆိုပေမဲ့နေ့စဉ်ပေါ်မှာတကယ်အသုံးချတော့မယ်ဆိုရင်အချက်လက်တွေရာထောင်တောင်းသိချပြီးတော့ကုံမကုံနိုင်တော့ပါဘူးတကားထားမထေတကားထားပဲရွတ်ပြီးတော့တရားဓုတဲ့မဲ့ရမတော်ဘူးလားဒါဆိုရင်ဦးဇင်းတို့လည်းပဲတကားထားတပုတ်ထဲပဲတစ်သလုံးဟောရင်ကောင်းမယ်ထင်တယ်နော်ခုနကတော့ပြောခဲ့ပြီးတရားဟောတာနဲ့ပတ်သက်လို့ဦးဇင်းတို့ရဲ့မူဝါဒခုနပြောခဲ့တာကတော့တရားရဲ့သဘာဝအရာပြောတာနေရာတိုင်းမန္တတိုင်းမှာတရားတစ်ပုဒ်ထဲကိုထပ်ခါဟောပြီးမှနေရာတိုင်းပုဂ္ဂိုလ်တိုင်းမှာတရားပြန့်နှံ့သွားမယ်ဒါကတရားဘက်ကနေကြည့်ပြောတာဦးဇင်းတို့ရဲ့တရားဟောတာနဲ့ပတ်သက်တဲ့မူဝါဒ policy လည်းရှိတယ်လူတိုင်းမှာ policy ဆိုတာရှိရတာပဲနော်အဖွဲ့အစည်းတွေမှာ policy ရှိရတာမဟုတ်လူတိုင်းမှာလည်းကိုယ်တိုင်ကိုယ်ပိုင်အသိဉာဏ်နဲ့ကိုယ်ပိုင်ဘဝခံစားချက်ကိုယ်ပိုင်ဘဝအတွေ့အကြုံနဲ့ချမှတ်ထားတဲ့ policy ဆိုတာရှိရတယ်တရားဟောတာနဲ့ပတ်သက်လို့ဦးဇင်းတို့ရဲ့ policy ကတစ်နှစ်အတွင်းဟောတဲ့တရားကိုနောက်တစ်နှစ်အတွင်းမှာအကုန်လုံးစာအုပ်ဖြစ်သွားအောင်ထုတ်ခြင်းနဲ့ရည်ရွယ်ချက်ရှိတဲ့အတွက်စာအုပ်ထုတ်နိုင်ရုံလောက်ပဲတရားဟောခြင်းပါတယ်စာအုပ်က3အုပ်ထုတ်မယ်ဆိုရင်တရားတစ်အုပ်မှာတရား2ပုဒ်လောက်3ပုဒ်လောက်ပါတယ်ပဲထားအောင်တစ်နှစ်ကို9ပုဒ်လောက်10ပုဒ်လောက်ဟောမှအဆင်ပြေမှာပေါ့တစ်နှစ်ကို3အုပ်ဖြန်းဖြန်းထုတ်မယ်လို့ဦးဇင်းတို့ရည်မှန်းချက်ချထားတာပေါ့လေအဲ့တော့တစ်နှစ်အတွင်းစာအုပ်ဖြစ်ရုံလောက်ပဲတရားဟောမယ်လို့ဆုံးဖြတ်ထားတော့တစ်နှစ်ကို4 5 6ပုဒ်9ပုဒ်10ပုဒ်အလွန်ဆုံး10ပုဒ်လောက်ပဲဟောဖြစ်တာပေါ့တရားဝဲရာသီအခုလိုဒီဇင်ဘာဇန်နဝါရီတရားဝဲရာသီတစ်ခုဆိုရင်တော့ကံမြတ်တရားပေါ်မှာ10ရက်10ရက်စသည်ဟောဖြစ်တော့တရားတွေလည်း10ပုဒ်10ပုဒ်လောက်တော့ဟောဖြစ်တာပေါ့အဲ့ဒီအထဲကမှကိုအနှစ်သက်ဆုံးလက်ရွေးစဉ်တစ်ပုဒ်ကိုသုံးပုဒ်လည်း2ပုဒ်3ပုဒ်လောက်ကိုနေရာအနှံ့ဖြန့်ပြီးတော့ဟောရတာတဏှာထဲမှာ4 50ရက်ဇက်တိုက်ဟောတဲ့ခါကျတော့အလေးအပေါ့မျှပြီးတော့ဟောလို့ရတာပေါ့လေးတဲ့တရားလည်းပါမယ်တချို့နေဟောတဲ့တရားတော့ပေါ့တယ်လို့ရှိရမျိုးလေးလည်းပါမယ်ဒါပေမဲ့ဇက်တက်ကြီးနာနေရတာဆိုတော့ပေါ့တာလေးနာပြီမစိတ်ထဲမှာဘလို့မှမခံစားရဘူးခုနေ့ကလေးတဲ့တရားရှိသေးတယ်နောက်နေ့ဟောမယ်လေးတဲ့တရားရှိသေးတယ်တဏှာမှာတပွဲပဲဟောတဲ့တရားမျိုးကြတော့ကိုဟောပြီးခဲ့တဲ့တရားတွေကကိုနှစ်သက်ဆုံးတနည်းပြောတော့အလေးနဲ့ဆုံးလို့ယူဆတဲ့တရားကိုဟောပြီးမှနာရတဲ့ပုဂ္ဂိုလ်မှာတရားဝဲကျင်းပရတဲ့ပုဂ္ဂိုလ်ဒီမှာစိတ်တိုင်းကြသွားမှာပေါ့စိတ်ကျဉ်တ်သွားမှာပေါ့ဒါကြောင့်မို့လို့လေပွဲတိုင်းမှာအသက်မဟောဘဲနဲ့အဟောင်းတွေကိုပဲထပ်ခါဟောရခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ policy ကြောင့်ပေါ့နော်နောက်တစ်ချက်ကလည်းတရားပွဲတိုင်းမှာတိတ်ခွေဖမ်းတာကကောင်းချင်မှကောင်းတာမိုက်မကောင်းလို့ဆက်မကောင်းလို့မိုက်မကောင်းဘူးဆက်မကောင်းဘူးဆိုလို့ရှိရင်ဟောရတာလေအမတန်ပင်ပန်းနေတိတ်ခွေအည်တွေလည်းမကောင်းနိုင်ဘူးတရားတော်အသက်ဟောပြီးတယ်ဆိုရင်တိတ်ခွေကနေတစ်ဆင့်ပြန်နာခြင်းတဲ့ပုဂ္ဂိုလ်တွေရွှေပါရမီဖွဲ့ရလေတိတ်ခွေတွေကူးပေးရသေးတာအဲ့တော့မူရင်းမှာစာခွေကောင်းရဖို့ကလည်းအရေးကြီးတယ်ဒါပေမဲ့တရားပွဲတွေလိုက်ပြီးဟောတယ်ဆိုရင်ဟိုကံမြင့်ကျောင်းတဲ့တခုကလည်းလို့ရှိရင်မူရင်းမှာစာခွေမရတာပဲများပါတယ်တရားပြပြောမှလာပေးကြတာမို့ဒါရှင်းပြဟောရတဲ့ခွေလေးပါဆိုပြီးတော့လာမပေးကြဘူးမနေ့ကဒီမှာဟောခဲ့တဲ့ထူးမှထူတော်မှာတခါကြီးလင်းဝဲစီတောင်းထားတာတစ်နှစ်ပြည့်တော့ရင်မလာသေးဘူးနော်အဲ့တော့အည်သွေးတိတ်ခွေတွင်းတဲ့အည်သွေးမကောင်းမှလည်းဆိုရတယ်အည်သွေးကောင်းမြန်တော့လေကိုလိုရင်တဲ့ချိန်မှာရကြမှာရအောင်မှရတယ်ပဲထောင်းတော့မူရင်းမှာစာခွေမရဘဲနဲ့ပွားထားတဲ့ခွေပဲရမှာပေါ့ဒီတဝင်းမှလည်းလှပါတဲ့ဆွေတရားကဟိုလွန်ခဲ့တဲ့9ရက်လောက်ကလည်းဟောပြီးသားအဲ့ဒီတဏှာပဲဟောမယ်လို့ဆုံးဖြတ်ထားတာဒါပေမဲ့အဲ့ဒီခွေကခုတည်းရောက်မလာသေးလို့ဒီနေ့ပြန်ဟောပေးရတာနော်အဲ့ဒီလိုအဖြစ်ပေါ့တရားတစ်ပုဒ်တရားတွေအသက်နေရာတိုင်းပွဲတိုင်းမှာလိုက်မဟောရခြင်းအကြောင်းတွေအများကြီးရှိပါတယ်ဟောတဲ့ပုဂ္ဂိုလ်တွေကသူတို့အစဉ်ပြေတယ်လို့သူတို့ရဲ့အကြောင်းပြန်တဲ့သူတင့်တော်ရာဟောပါလိမ့်မယ်အသက်ဟောခြင်းလည်းဟောမယ်အဟောင်းဟောခြင်းလည်းဟောမယ်အသက်ပဲဟောအဟောင်းပဲဟောအသက်လိုသဘောထားပြီးတော့တစ်လုံးချင်းတစ်ပိုက်ချင်းခံစားပြီးတော့နားထောင်ရမယ်ခံစားတယ်ဆိုတာကတရားနာတဲ့နေရာမှာလည်းခံစားပြီးနားမှာနော်ခုဦးဇင်းဟောသွားတဲ့လောက်လေးနဲ့လိုက်မှတ်ရမှာမဟုတ်ဘူးကိုယ့်ရဲ့လက်တွေ့ဘဝလေးနဲ့နှိုင်းယှဉ်ပြီးတော့မှတ်ရမှာအဲ့ဒီတက္ကထာလေးပဲတရားဝဲမှာဟောတယ်ဥပုံနေတိုင်းဒီတက္ကထာပဲဟောနတ်တွေကသာဓုခေါ်ကြတနေ့ကျတော့သာဝတိမျိုးကပိဋကတ်3ပုံအာဂုံဆောင်ထားတဲ့မထေ2ပါးကြွလာတယ်တပါးကိုပိဋကတ်တပည့်900အချမ်းရနဲ့ပေါ့တန်ခါ1002ပါးပေါ့နော်ရောက်လာတက္ကထာမထေရခီးဥတုဆိုတာပေါ့သူ့တော်ရအကြောင်းကိုပိဋကတ်3ပုံအာဂုံဆောင်မထေ2ပါးနဲ့တပည့်1000ရောက်လာတော့ရှင်ပြတို့ကြောက်လာတာသိဝမ်းသာတာပါပဲဗျာကြောက်တော်မူပါဒီကနေ့ညတော့ဖြင့်ဘုရားတပည့်တော်တို့အာရပါရတရားနာရတော့မယ်
ဒီပေါင်းဘုရားတပည့်တော်တို့တရားနာရတော့မယ်ဆိုတော့ဒီတော်ထဲမှာတရားနာတဲ့သူရှိလို့လားမှန်လားပါဗျာတော်ထဲမှာတရားနာမဲ့လူမရှိပေမဲ့နတ်တွေဓမ္မတွေတော့အများကြီးရှိပါတယ်ခါတိုင်းဘုရားတပည့်တော်တရားဟောပြီဆိုလို့ရှိရင်တရားပြီးတာနဲ့နတ်မြမာတွေတာဓုခေါ်လိုက်ကြတာတော်လုံးပက်တင်ထပ်သွားပါတယ်မြေပြိုတယ်လို့တော်လဲတယ်လို့ကိုထင်ရပါတယ်ဒါကြောင့်ရှင်ဘုရားတို့ဘုရားတပည့်တော်ရဲ့တော်ရကြောင်းရောက်တုံးရောက်ခိုက်တရားဟောကြားပြီးတော်မူပါအသက်ဟောပါအဟောင်းဟောပါရှောက်ရလားဟောခြင်းနဲ့တရားဟောပေါ့တရားဟောဖို့ရှောက်တော့ဟိုတော်လုံးပက်တင်ထအောင်မြေပြိုတယ်ထင်ရလောက်အောင်ကိုတာဓုခေါ်တယ်ဆိုတော့တိပိဋကဆရာတော်ကြီးနှစ်ပါးကလည်းပလင်နှလုံးတစ်တိုင်းနဲ့ခင်းပြီးတော့တစ်ပါးကပါဠိရွတ်တစ်ပါးကအနတ္တိပဲရှင်းပြတစ်ပါးကပါဠိလေးရွတ်လိုက်တစ်ပါးကခုနတစ်ပါးရွတ်တဲ့ပါဠိရဲ့အဓိပ္ပာယ်လေးအကျယ်တဝင့်ဥပမာတာရကတိနဲ့ရှင်းပြလိုက်။အိုးမြိုင်မြိုင်ဆန်ဆန်ကြီးပိဋကသုံးပုံကအစီနဲ့တွေထုတ်ပြီးတော့ဟောတာပေါ့။တရားသာဆုံးသွားတယ်တာဓုတန်တစ်ချက်မှထွက်မလာဘူး။ငါရှင်ခုနပြောတော့တရားဆုံးရင်တာဓုတန်ကြီးအကြီးအကျယ်ပဲဆိုအခုတခေါမှလည်းမကြားပါလား။ခါတိုင်းဘုရားတပည့်တော်ဟောရင်တော့တာဓုတန်ကြီးအကြီးအကျယ်ပါပဲဗျာ။ဒီကနေ့ဘာဖြစ်လို့များတာဓုတန်မကြားရတယ်လဲဆိုတာတော့တပည့်တော်လည်းနားမလည်နိုင်ပါဘူး။ကဲဒါပြန်ငါရှင်ခါတိုင်းဟောနေကြတရားလေးဟောစမ်းမအောင်ဆိုတော့တဂါထာမထေကရက်တောင်လေးကိုင်းတရားဟောပလင်ပေါ်မှာတက်ထိုင်ပြီးတော့သူဟောနေကြဂါထာဟောတော့တာပါပဲအဓိစေတသောအပ္ပမေဇတောမုဏိနောမောနပတိတုသိခတောသောကာနဘဝန္တိတာတိနောဥပသံတတသရာတတိမတောဂါထာလေးလဲဆုံးရောခေါ်လိုက်ကြတာတာတုတန်ကြီးမြေပြိုမတက်တော်လဲတယ်လို့အိုးမိုးကြိုးတွေအရက်ရှိမျက်နှာကပြစ်လိုက်တယ်လို့တော်လုံးပက်တင်ထပ်သွားတာပဲအိုးအကနိဋ္ဌဘုံထီအောင်ကိုတက်သွားတယ်စัจ java တစ်ခုလုံးပက်တင်ထပ်တယ်လို့ထင်ရလောက်အောင်ကိုတာဓုခေါ်ကြဒီတော့ပိဋကသုံးပုံတိပိဋကဆရာတော်နှမရဲ့တပည့်တွေကမကြည်နိုင်ကြဘူးဒီတော်တွေကနဲ့တင်မျက်နှာသိမ့်လိုက်တာပဲတို့ဆရာတော်ကြီးနှစ်ပါးအာရပါရအကျယ်တဝင့်ဝေဝေဆာဆာနဲ့ဟောတော့ကတော့မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဟောတော့ကတော့တာဓုတစ်ခွန်းမှမခေါ်ပဲနဲ့ဘာမဟုတ်တဲ့ဒီမထေအိုဒီတော်ဘက်ကိုတော်ကြီးတဂါထာလေးဟောတာကြတော့သူ့အမေပြောကြမှာပေါ့ဘုန်းကြီးတရားနော်သူ့အဖေကြတော့တာဓုခေါ်တယ်နဲ့ဆိုပြီးတော့ပြည့်ရကြတာမကြည်နဘူးဖះသွားတိုင်မယ်ဆိုပြီးတော့တခါတည်းဖះသွားလျှောက်ကြတော့တာပဲလောကမှာကိုလိုချင်တဲ့အကျိုးတရားကိုကိုမရဘဲနဲ့သူများရတယ်ဆိုရင်ဘယ်သူမျက်နှာလိုက်တယ်ဘယ်ဝါမျက်နှာလိုက်တယ်အိုးနောက်ဆုံးကြတော့လောကကြီးမျက်နှာလိုက်တယ်နဲ့အပြစ်ပြောကြတယ်မျက်နှာလိုက်တာက2မျိုးရှိပါတယ်အဂတိမျက်နှာလိုက်ခြင်းရဲ့ထိုက်တန်ရာမျက်နှာလိုက်ခြင်းရဲ့ချစ်ချင်းမုန်းခြင်းကြောက်ခြင်းမသိခြင်းကြောင့်အဂတိ၄ပါးပေါ့လေမျက်နှာလိုက်တာကြတော့အဂတိမျက်နှာလိုက်ခြင်းအဲ့ဒါကတော့ရှောင်ကျင်ရမှာပဲမျက်နှာလိုက်တဲ့ဒီမှာအကုသိုလ်ဖြစ်တယ်ဒါမဲ့အလိုက်ခံရတဲ့ပုဂ္ဂိုလ်ကြတော့သူနဲ့ထိုက်တန်လို့သူရတာပဲပစ္စုပန်ကံပစ္စုပန်ဉာဏ်ဝရိယအနေနဲ့ကြည့်ရင်တော့မရသင့်ဘူးလို့ထင်ရပေမဲ့အတိတ်ကလုပ်ခဲ့တဲ့ဉာဏ်ဝရိယတွေကြတော့ဉာဏ်ဝရိယတွေနဲ့ကြည့်လိုက်ရင်တော့သူရသင့်လို့ရတာပဲလောကကြီးမှာမရသင့်လို့ရတယ်ဆိုတာတခုမှမရှိပစ္စုပန်အနေနဲ့ကြည့်တော့မရသင့်ဘူးဆိုပေမဲ့အတိတ်အနေနဲ့ကြည့်တော့ရသင့်လို့ပဲဒါပေမဲ့လည်းအဂတိလိုက်စားပြီးတော့တနည်းပြောရင်ရပြီဘက်ကကျင်းတော့လက်ထိုးပြီးတော့မှရတာဆိုတော့အကုသိုလ်ကတော့မကင်းဘူးပေါ့ထိုက်တန်ရမျက်နှာလိုက်ခြင်းဆိုတာကတော့အကြီးချင်းရှိလို့မလို့အကြီးချင်းနဲ့ထိုက်တန်တဲ့အကျိုးရလက်ပေးတာကတော့ထိုက်တန်ရမျက်နှာလိုက်တာပဲနေရာတွေကနှစ်ထီးငါးကြနမငါးကြလို့တော့ဘယ်ဖြစ်ပါမလဲအဲ့ဒါဆိုရင်တော့အဲ့ဒီလိုမျက်နှာလိုက်တဲ့အဲ့ဒီလိုတသားတဲ့သတ်မှတ်တဲ့ပုဂ္ဂိုလ်လည်းအသိဉာဏ်မရှိရရောက်တယ်နှစ်ထီး30ပေးတဲ့ရင်နမ9ကြပေးပြီးမယ်နှစ်ထီး30ပေးရမှာပဲနမ30ပေးတဲ့ရင်နှစ်ထီး9ကြပဲပေးပြီးမယ်နမ30ပေးရမှာပဲအကြီးချင်းရှိရင်ရှိတယ်လို့အကြီးချင်းနဲ့ထိုက်တန်တဲ့အကျိုးရလဒ်ကိုပေးရမယ်ဒါကိုမျက်နှာလိုက်တယ်လို့ပြောခြင်းပြောထိုက်တန်ရမျက်နှာလိုက်တာမို့လို့အသိဉာဏ်ရှိတယ်လို့ခေါ်ပါတယ်အဲ့ဒါတော်တွေကနတ်တီမျက်နှာလိုက်တယ်တဲ့ကိုယ်ဆရာသမား2ယောက်နတ်တီရဲ့တာရုခေါ်ခြင်းနဲ့တာရုခေါ်ထိုက်တဲ့အကြီးချင်းရှိမရှိဆိုတာကိုထည့်မစမ်းစားတော့ဘဲနဲ့ကိုလိုချင်တဲ့အကျိုးတရားမရတာနဲ့ပဲမျက်နှာလိုက်တယ်လို့ပြောကြတယ်အမှန်ကတော့တိပိဋကဆရာတော်2ပါးပိဋကသုံးပုံအာကုံဆောင်ထားပေမဲ့ပုထုဇဉ်ဘဝပဲရှိနေလို့ကိလေသာဆိုနံလို့ဆိုပြီးတော့နတ်ဇမားတွေကတာရုမခေါ်တာတာရုမခေါ်တာကသူတို့တွေအမြင်မှန်ရပြီးတော့ကိလေသာကင်းအောင်တရားဓိဋ္ဌိရအောင်ကြင်ကြံကြပါစေသိတဲ့အတိုင်းကျင့်ကြပါစေဆိုတဲ့စေတနာနဲ့နတ်တွေတာရုမခေါ်တာပါပိဋကသုံးပုံအာကုံဆောင်ထားတဲ့ဆိုမှတော့တကယ်တော့ကြီးညိုစရာတာရုခေါ်စရာပေါ့ဒါပေမဲ့ဒီတဲ့ပို့ပြီးတော့အဆင်မြင်စေခြင်းလို့နတ်တွေကစေတနာနဲ့ပညာပေးတဲ့သဘောတာရုမခေါ်တာပါအဲ့ဒါမြတ်စွာဘုရားပြတော့သွားလျှောက်တော့မြတ်စွာဘုရားကတရားတွေအများကြီးသင်ကြားထားရုံဟောပြောနေရုံပို့ချနေရုံနဲ့တရားဆောင်သူအစစ်မဖြစ်သေးပါဘူးတပုတ်တဂါထာပဲသင်ကြားထားပြီမယ်အဲ့ဒီတပုတ်တဂါထာအတိုင်းကျင့်လို့ရှိရင်တရားကိုဆောင်နေသူဖြစ်ပါတယ်ကျင့်လို့သစ္စာလေးပါးမြတ်တရားကိုထိုးထွင်းပြီးတော့သိတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုရင်တရားကိုဆောင်နေသူဖြစ်ပါတယ်ဆိုပြီးတော့ဂါထာတပုတ်နဲ့တရားဟောလိုက်ပါတယ်ဟ
ခေါ်လိုက်တဲ့အခါကျတော့ဟောတဲ့အတိုင်းကျင့်ရတဲ့အတွက်တချို့လေတရားဓုတရားမြတ်တွေရသွားကြပါတယ်တပွင့်ပန်လေလှပါတယ်တပုတ်နာလေရပါတယ်ဆိုတာသဘောပေါက်ပြီမလားတပုတ်နာတပုတ်တိတပုတ်တိတပုတ်ကျင့်တပုတ်ကျင့်တပုတ်ရဖို့ပဲအရေးကြီးပါတယ်ဒါဆိုရင်အသက်ဟောပါအဟောင်းဟောပါဆိုပြီးတော့စကလုံးလေးနဲ့နှိမ့်ဆက်ဦးမှာလားနှိမ့်ဆက်ဦးမှာဆိုလို့ဘုရားဟောတာလေးတတိရတယ်မာလူကျဗုဒ္ဓနဲ့ပတ်သက်လို့လေမာလူကျဗုဒ္ဓကအသက်80ကျော်မှယဟန်ပြုဒိဋ္ဌိဒိဋ္ဌမတ္တံမြင်မြင်ကမျှတုတိတုတ္တမတ္တံကြာကြာကမျှမုတိမုတ္တမတ္တံနန်းနန်းကမျှထိထိကမျှတိတိကမျှနဲ့ပြီးရမယ်အစစကမျှနဲ့ပြီးရမယ်အဲ့ဒီတရားလေးတူတူလေးဟောလိုက်တာနဲ့အဲ့ဒီတရားတိုင်းကျင့်လို့ယဟန္တာဖြစ်သွားတယ်ပြိဋိဘံသံတော်မြတ်စွာဘုရားကပြောတယ်မာလူကျဗုဒ္ဓဟာတဲ့ငါဘုရားကိုတရားကြည့်ပြီးတော့အကြောင်းကြောင့်မနှိမ့်ဆက်ဘူးတဲ့တူတူလေးဟောရုံနဲ့တရားရအောင်ကျင့်သွားတယ်ဆိုတော့တရားနဲ့နှိမ့်ဆက်တယ်လို့ခေါ်နိုင်သေးလားဟောလိုက်ရတာအာပေါက်လို့ဘာတရားမှမရဘူးဆိုတော့တရားနဲ့နှိမ့်ဆက်တာတရားဟောပုဂ္ဂိုလ်ကိုတရားနဲ့နှိမ့်ဆက်တာနော်ဒါကြောင့်မလို့တပွင့်ပန်လေလှပါတယ်တပုတ်နာလေရပါတယ်ဒါပေမဲ့များနေကြများတော့နာပါနာသလောက်ကလေးကိုကျင့်ပါအသက်အဟောင်းဆိုတာကတော့ဟောသူရဲ့ဆန္ဒဟောသူရဲ့အခြေအနေပေါ်မှာမူတည်ပါတယ်ဟောပြောခြင်းတဏှာကြီးတိတိရှိသွားပြီဖြစ်တဲ့အတွက်ဦးဇင်းတို့ရဲ့တပွင့်ပန်လေလှပါတယ်တရားကိုဒီနေရာမှာပဲညီကုံချုပ်ပါတော့မယ်အပမဒီနာတမ္ပါဒီထာအပမဒီနာမမိမလဲရောမပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တမ္ပါဒီထသီလသမာဓိပညာဥစွတ်သောသိက္ခာ၃ပါးတို့ကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း